ကျွန်တော်ကမိန်းကလေးရဲ့လက်မောင်းကိုဓာတ်နဲ့တစ်ချက်လှီးလိုက်တယ်နောက်ပြီးတော့နောက်ထပ်လက်တစ်ဖက်ကိုလည်းထပ်လှီးလိုက်ပြန်တယ်အဲ့ဒီအမျိုးသမီးဟာချက်ချင်းပဲလက်နှစ်ဖက်လုံးသုံးမရတော့ပဲအော်ဟစ်ပြီးအတနာခံနေတော့တာပေါ့ကောင်းကောင်းမွန်မွန်ပြောလို့ရပါတယ်မိန်းမလာလေးကိုညှာတာပါအောင်အကိုကြီးရဲ့တဲ့ဒါပေမဲ့ကျွန်တော်ရဲ့မျက်လုံးတွေကအေးဆက်နေပြီးအနှင်းငယ်များတောင်တနာစိတ်မရှိခဲ့ပါဘူးကျွန်တော်ကတော့လက်လှုပ်ရှားလိုက်ပြီဆိုရင်အမြင့်ပြတ်အောင်ခြေမုံရမယ်ဆိုတာကိုသိထားတဲ့အတွက်လက်ထဲကတစ်သီးလီဓာတ်နဲ့သူမရဲ့လေချောင်းကိုတဲ့ချိန်ပြီးပြေးဝင်သွားလိုက်တယ်ဒီဓာတ်ချက်ကိုသူမအနေနဲ့လုံးဝရှောင်တိန်လို့မရနိုင်တော့ပါဘူးဒါပေမဲ့ဓာဦးကအမျိုးသမီးရဲ့လေပင်ကိုထိခါနီးအချိန်မှာပဲသူမဟာအော်ဟစ်လိုက်ပြီးရုတ်တရက်ဆိုသလိုသွေးမြူတိမ်တိုက်တစ်ခုအဖြစ်ပောက်ကွဲပျောက်ကွယ်သွားခဲ့တယ်ကျွန်တော်ရဲ့ဓာတ်ချက်ဟာလာဟင်းလင်းဖြစ်သွားခဲ့ရတာပေါ့မြူတိမ်တွေပျောက်သွားတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးဟာအရေးအယောင်တောင်မကြံအောင်ပျောက်ဆုံးသွားပါပြီကျွန်တော်ရဲ့စိတ်ထဲမှာတော့အတော်လေးတုန်လှုပ်သွားခဲ့ရတယ်သူမဟာတေမသွားတဲ့အပြင်ကျွန်တော်ရှိတင်းမာရင်ထွက်ပြေးသွားနိုင်ခဲ့တာကိုဒါဟာတကယ်ကိုထူးဆန်းလာတဲ့စွမ်းရည်တစ်ခုပါပဲဒီညမှာသူမကိုအနိုင်ယူနိုင်မယ်လို့ကျွန်တော်ထင်ထားခဲ့ပေမဲ့ဒီကဘာကြီးရဲ့နှက်နဲမှုကကျွန်တော်ထင်ထားတာထက်ပိုပြီးကြောက်စရာကောင်းနေပါတယ်ဒီလိုအသက်ကြီးနည်းမျိုးကတော့ကျွန်တော်တခါမှမကြားဘူးခဲ့ပါဘူးဒါပေမဲ့သူမဟာအချိန်တိုအတွင်းမှာတော့ကျွန်တော်စီကိုနောက်တစ်ခါပြန်လာရဲတော့မှာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာပဲလေတိုက်တန်တဲ့အတူဟိန်းဟောက်တန်တစ်ခုကကျွန်တော်ရဲ့အတွေးတွေကိုဖျက်တောက်လိုက်တယ်အနက်ရောင်တတ္တဝါကြီးတစ်ခေါင်ကကျွန်တော်ကိုရှာတွေ့သွားခဲ့ပြီလေသူ့ရဲ့ချွန်ထက်တဲ့လက်သေးတွေကကျွန်တော်စီကိုရောက်လာတော့မယ့်အချိန်မှာပဲကျွန်တော်ကအနောက်ကိုအနှင်းငယ်ဆုပ်လိုက်ပြီးတိုက်ခိုက်မှုကိုရှောင်တိန်လိုက်တယ်တတ္တဝါကြီးရဲ့တိုက်ခိုက်မှုလွဲချော်သွားတဲ့အခိုက်အတန့်မှာပဲကျွန်တော်ကတစ်သီးလီဓာတ်နဲ့သူ့ရဲ့ခြေထောက်ကိုဓာရတစ်ခုပေးလိုက်တယ်တတ္တဝါကြီးဟာနားကျင်သွားပြီးပြန်လေတိုက်ခိုက်ဖို့ပြင်ဆင်လာပါတော့တယ်ဒါပေမဲ့ကျွန်တော်ရဲ့မျက်လုံးထဲမှာတော့သူ့ရဲ့လှုပ်ရှားမှုတွေဟာနှီးကွေးလွန်းနေပါတယ်ကံကြမ္မာနာယီကပေးတဲ့ကြိုတင်ခံမှန်းနိုင်စွမ်းဟာတကယ့်ကိုအားကောင်းလွန်းနေတာကိုအချိန်အနည်းငယ်အတွင်းမှာပဲကျွန်တော်ဟာလျင်မြန်တဲ့ကိုဟန်အနေအထားနဲ့သူ့ရဲ့ခန္ဓာကိုယ်အနှံ့မှာဒဏ်ရာတွေရအောင်လုပ်နိုင်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့တီးစီနိုင်တဲ့အားနည်းချက်ကိုတော့ရှာမတွေ့သေးပါဘူးအဲ့ဒီနောက်မှာတော့ကျွန်တော်ဟာသူ့ကိုပတ်ပြေးရင်းနဲ့အမှန်တရားမျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါတတ္တဝါကြီးရဲ့ဦးခေါင်းနောက်ဖက်မှာအနီရောင်အလင်းတန်းတစ်ခုမိတ်တုတ်ဖြစ်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီနေရာပါပဲကျွန်တော်ဟာအခွင့်အရေးကိုစောင့်ကြည့်ပြီးခြေလမ်းမားတယ်လို့ဟန်ဆောင်လိုက်တော့တတ္တဝါကြီးကကျွန်တော်ကိုအခွင့်အရေးရပြီလို့ထင်သွားခဲ့တယ်သူကကျွန်တော်ကိုကိုက်ဖို့ကြိုးစားတဲ့အချိန်မှာပဲကျွန်တော်ဟာပေါ်ပါတဲ့ခြေလမ်းတွေနဲ့အပေါ်ကိုခုန်တက်လိုက်ပြီးအားရှိသမျှနဲ့သူ့ရဲ့ဦးခေါင်းနောက်ဖက်ကိုဓာတ်နဲ့ထိုးစိုက်လိုက်တော့ပါတော့တယ်တတ္တဝါကြီးရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ဟာမြေပြင်ပေါ်ကိုဖုံလဲကျသွားခဲ့ပြီးကျွန်တော်လည်းတပ်ပြင်းတစ်ချက်ကိုအားရပါရချလိုက်မိတယ်နောက်ဆုံးတော့အားလုံးပြီးဆုံးသွားခဲ့ပါပြီအဲ့ဒီနောက်မှာတော့ကျွန်တော်ဟာအချိန်မဆွဲတော့ပဲငကားဥကိုကြော်ပိုးအိတ်ထဲကနေထုတ်လိုက်တယ်စားရတော့မယ်ခလီလီလို့ပြောပြီးတတ္တဝါကြီးရဲ့အလောင်းဘေးမှာချထားလိုက်တယ်ငကားဥဟာအသက်ဝင်လာတယ်လို့မျိုးမြေပြင်ပေါ်ကသွေးကွက်တွေကိုမျက်စိတမိတ်အတွင်းမှာပဲစုပ်ယူလိုက်ပြီးတတ္တဝါကြီးရဲ့အလောင်းဟာလည်းခဏချင်းမှတင်ချုပ်ကပ်သွားခဲ့တယ်အဲ့ဒီချိန်မှာငကားဥပေါ်မှာစာတန်းလေးတစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့သားဖောက်မှုတိုးတက်မှု200%ဆိုတာပါပဲကျွန်တော်စိတ်ထဲမှာတော့အယမ်းကိုစိတ်လှုပ်ရှားသွားခဲ့ရတယ်ကျွန်တော်ရဲ့မွေးမြူရေးလမ်းကြောင်းကမှားယွင်းမှုမရှိခဲ့ပါဘူးကျွန်တော်ဟာအယမ်းကိုဝမ်းသာသွားပြီးနဂါးဥကိုလူနှစုတိုက်ခိုက်ခဲ့တဲ့နေရာကိုပါထပ်ပြီးယူသွားလိုက်တယ်နဂါးဥကမြေပြင်ပေါ်ကသွေးတွေကိုအမြန်ဆုံးစုပ်ယူနေချိန်မှာပဲအလောင်းတွေဘေးမှာအလင်းလုံးလေးတွေထွက်ပေါ်လာတယ်ကျွန်တော်ကတော့အဲ့ဒါတွေကိုတစ်ချက်ကြည့်လိုက်ပြီးဘာမှထူးထူးခြားခြားမတွေ့တာနဲ့စတိုးခန်းထဲကိုပဲအကုန်လုံးထည့်လိုက်တယ်ပြန်ရောက်တဲ့အခါကျမှအကုန်လုံးကိုအရင်မြစ်သွေးတွေအဖြစ်ပြောင်းလဲပြရမယ်ဒီတစ်ခါတော့တကယ်ကိုအမျက်ကြီးစာရခဲ့တာပဲအကုန်လုံးပြီးသွားတဲ့အခါမှာတော့ကျွန်တော်ရဲ့အကြည့်တွေကဆွဲဆောင်မှုရှိတဲ့မိစ္ဆာပလင်စီကိုရောက်သွားခဲ့တယ်စိတ်လှုပ်ရှားစရာကောင်းတဲ့မိစ္ဆာပရင်မကိုလူကျင်လာလို့ကိုပါကိုမီးရင်နဲ့လင်းငင်းစီကိုထုတ်လိုက်ပြီးပလင်ပေါ်မှာတင်လိုက်တယ်အဲ့ဒီနောက်မှာတော့လှပတဲ့လက်နှစ်ဖက်ဟာအသက်ဝင်လာတယ်လို့မျိုးဖြစ်လာပြီးခရမ်းရောင်အလင်းတန်းတစ်ခုကကျွန်တော်ကိုလွှမ်းခြုံသွားခဲ့တယ်ဒီလောက်ပြင်းထန်တဲ့လှုံ့ဆော်မှုမျိုးနဲ့ဆိုရင်အနီရောင်တန်းဓာတ်ဒီတစ်ခုပေါ်လာလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့ပြီးမြဲခရမ်းရောင်အလင်းတန်းလေးပဲထွက်ပေါ်လာခဲ့ပါတယ်ကြည့်ရတာဒီဘရင်မကြီးကပုံမှန်ဆိုရင်လည်းတော်တော်လေးကစားတာများပုံရတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲထူးဆန်းတာတွေထပ်ဖြစ်လာခဲ့ပြန်တယ်ခရမ်းရောင်စွမ်းအင်တွေကပျောက်ကွယ်မသွားပဲပလင်ပေါ်မှာလူပုံတံအဖြစ်စုစည်းလာခဲ့တယ်
ဝေဝါးနေတဲ့လူရိတ်တစ်ခုဟာဖြည်းဖြည်းချင်းပေါ်ထွက်လာတော့ကျွန်တော်လည်းတတိထားပြီးဓာတ်ကိုတင်းတင်းဆုပ်ထားလိုက်မိတယ်ဒါပေမဲ့မထင်မှတ်ထားပဲပေါ်လာတာကတော့ကိုလုံးကိုပေါက်ပြေးစုံလွန်းတဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်ပါပဲသူမရဲ့ဦးခေါင်းပေါ်မှာချစ်စရာကောင်းတဲ့မိစ္ဆာဦးကြိုလေးတွေရှိနေပြီးအနောက်မှာတော့နှလုံးသားပုံစံအမီးလေးတစ်ခုကလှုပ်ရှားနေခဲ့တယ်ဒါဟာတကယ်ကိုအသက်ဝင်နေတဲ့မိစ္ဆာမလေးတစ်ကောင်ပါပဲသူမဟာကျွန်တော်ကိုဆွဲဆောင်မှုရှိတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးယောက်ျားသားရှင်ကကျမကိုကြည်နပ်အောင်လုပ်နိုင်ခဲ့ပြီပဲဆူလာအနေနဲ့ရှင်ရဲ့ဘလို့ဆန္ဒမျိုးကိုမဆိုဖြည့်ဆည်းပေးဖို့အခွင့်အရေးပေးမယ်လို့ပြောလိုက်တယ်မိစ္ဆာမလေးရဲ့အတန်ကြောင့်ကျွန်တော်လည်းတော်တော်လေးရင်ခုန်သွားခဲ့ရတယ်ဒါပေမဲ့အဲ့ဒီလိုကြည်နူးစရာကောင်းနေတဲ့အချိန်မှာပဲဘေးနာကငကားဦးကရုတ်တရက်ပြင်းပြင်းထန်ထန်တုန်ခါလာပါတော့တယ်ကျွန်တော်ဘာမှမလုပ်ရသေးခင်မှာပဲငကားဦးကနေကြောက်စရာကောင်းတဲ့စုပ်ယူမှုအားတစ်ခုထွက်ပေါ်လာတယ်အဲ့ဒီမိစ္ဆာမလေးကလည်းတေဘေးကိုခန်းစားလိုက်ရပြီးသူမကိုပါငကားဦးကအတင်းအဓမ္မဆွဲယူသွားခဲ့တယ်ငကားဦးနဲ့ထိတွေ့လိုက်တဲ့အခိုက်အတန့်မှာပဲသူမဟာခရမ်းရောင်ဆွမ်းအင်းနေဖြစ်ပြောင်းလဲသွားပြီးငကားဦးရဲ့ဝါးမြူချင်းကိုခံလိုက်ရပါတော့တယ်ကျွန်တော်ကတော့အဲ့ဒီနေရာမှာတင်ကြောက်ရွံ့လို့ဖြစ်သွားခဲ့ရတယ်ဘာရီဖြစ်ကုန်တာလဲကျွန်တော်ရဲ့ဒန်ဒါရီလာစနီးလောင်းလေးဘယ်ရောက်သွားပြီလဲလို့ပဲတွေးနေမိတော့တယ်ငကားဦးကတော့ဘိုင်ဝါသွားတယ်လို့မျိုးတစ်ချက်လှုပ်ရှားလိုက်ပြီးကျွန်တော်ရဲ့ရင်ခွင်ထဲကိုအေးအေးဆေးဆေးပြန်တက်လာတယ်ကျွန်တော်ကတော့တုံကြီးနေတဲ့လက်တွေနဲ့သူ့ကိုပွေးဖတ်ထားမိတယ်ငကားဦးပေါ်ကစာတန်းတွေကတော့အယူအမူတိုးတက်လာပြီးသားဖောက်မှုတိုးတက်မှုဟာ41%အထိဖြစ်သွားခဲ့ပြီလေမိစ္ဆာမလေးတယောက်ရဲ့စွမ်းအင်ကဒီလောက်တောင်များပြားလိမ့်မယ်လို့မထင်ထားခဲ့ဘူးအဲ့ဒီနောက်မှာတော့ငကားဦးပေါ်မှာခရမ်းရောင်အလင်းတန်းလေးတွေနဲ့နှလုံးသားပုံစံလေးတွေပေါ်လာခဲ့ပြီးငကားဦးဟာကျွန်တော်ကိုဦးရားဖားရနဲ့ပုတ်တီးပုတ်တက်လုံနေပါတော့တယ်ကျွန်တော်လည်းဒီမိစ္ဆာမလေးပြန်မလာနိုင်တော့ဘူးဆိုတာသိလိုက်ရလို့ငကားဥကိုမင်းနောက်ကျရင်ငါ့ကိုလှပတဲ့အမျိုးသမီးတစ်ယောက်ပြန်ဖောက်ပေးမှဖြစ်မယ်လို့စိတ်ဆိုးမှန်ဆိုးနဲ့ပြောလိုက်မိတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ရံမှာမိုးကြိုးတွေပြစ်လာပြီးပြာလွင်တဲ့မိုးရေတွေကျလာပါတော့တယ်ကျွန်တော်လည်းအနီးနားကအင်ခေါင်မိုးအောက်ကိုအမြန်ပြေးဝင်လိုက်ရတယ်စောစောကတိုက်ခိုက်ခဲ့တဲ့အမှတ်ဓာတ်အကုန်လုံးဟာလေမိုးရေထဲမှာခဏချင်းပျောက်ကွယ်သွားခဲ့ပါပြီအဲ့ဒီနောက်မှာတော့ကျွန်တော်ဟာစောစောကတိုက်ပွဲကိုပြန်လဲစဉ်းစားနေမိတယ်အဲ့ဒီအမျိုးသမီးထွက်ပြေးသွားတာကကျွန်တော်ကိုအတော်လေးစိတ်အနှောက်အယှက်ဖြစ်စေတယ်သူမဟာအမှောင်ထဲမှာပုံအောင်နေတဲ့မွေဟောက်တကောင်လိုပါပဲဒါကြောင့်ကျွန်တော်ဟာအဲ့ဒီအမျိုးသမီးကိုပြန်ဖမ်းဖို့နဲ့ဒီပြဿနာကိုအမြင့်ပြတ်ရှင်းလင်းပစ်ဖို့ဆုံးဖြတ်လိုက်တယ်တစ်ဖက်မှာလည်းနိုင်ငံတော်ရဲ့ထူးခြားဖြစ်စဉ်စီမံခန့်ခွဲရေးဌာနမှာသူတေသနပညာရှင်တစ်ယောက်ကဗိုလ်ချုပ်စီကိုတည်င်းကောင်းတစ်ခုယူလာခဲ့ပါတယ်ဗိုလ်ချုပ်မီးကိုရောင်မိုးရေရဲ့လျှို့ဝှက်ချက်ကိုကျွန်တော်တို့ဖော်ထုတ်နိုင်ခဲ့ပါပြီတဲ့ဒေါက်တာဂျိုးကတော့မိုးရေထဲမှာပါဝင်တဲ့အမည်မသိတက်ကြွဓာတ်စင်တွေကလူသားတွေကိုအန္တရာယ်မပေးနိုင်ပေမဲ့လူသားတွေရဲ့ထူးခဲ့တဲ့စွမ်းအားတွေကိုတော့ခိတ္တခဏရပ်တန့်သွားစေနိုင်တယ်လို့ရှင်းပြလိုက်တယ်ဒီစကားကြောင့်ဘူဂျူရောအရာရှိတွေပါအံ့အားသင့်သွားခဲ့ရတယ်ဒီအကျိုးသက်ရောက်မှုဟာမိုးရေတွေအကုန်လုံးအငွေ့ပြန်သွားတဲ့အထိကြာရှိမှာဖြစ်ပြီးမနက်3နာရီကနေ9နာရီအတွင်းမှာအဲ့ဒီစွမ်းအားရှင်တွေဟာမိုးရေနဲ့ထိတွေ့လိုက်တာနဲ့တာမန်လူတွေလိုဖြစ်သွားကြမှာပါဗိုလ်ချုပ်ကတော့ဒီအချက်ကိုသုံးပြီးစွမ်းအားရှင်တွေကိုဖမ်းဆီးဖို့စဉ်းစားနေကြတယ်ဒေါက်တာဂျိုးကလည်းဒီမိုးရေတွေကိုအသုံးချပြီးစွမ်းအားထိန်းချုပ်တဲ့လက်နက်တွေဖန်တီးနိုင်မယ်ဆိုရင်ကျွန်တော်တို့အတွက်အကောင်းဆုံးလက်နက်ဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့အိမ်ဟောင်းလေးထဲမှာဖုန်းကိုကြည့်ရင်အဲ့ဒီအမျိုးသမီးကိုစောင့်နေခဲ့တယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုအင်တာနက်စာမျက်နှာပေါ်မှာလျှို့ဝှက်ချက်မိုးရွာတဲ့အခါမှာအပြင်မထွက်ပါနဲ့သင်ဟာတာမန်လူပြန်ဖြစ်သွားပါလိမ့်မယ်ဆိုတဲ့ post တစ်ခုကိုတွေ့လာရတယ်ကျွန်တော်ကအဲ့ဒီ post ကိုနှိပ်ကြည့်လိုက်တဲ့အခါမှာတော့ဖြတ်ပစ်ခြင်းခံလိုက်ရပြီဆိုတာသိလိုက်ရတယ်ဒါဟာတစုံတစ်ယောက်ကတမင်တကာဖြတ်ပစ်လိုက်တာဖြစ်နိုင်ပါတယ်တကယ်လို့ဒီသတင်းကသာအမှန်ဆိုရင်မိုးရေထဲမှာရှိနေတဲ့အဲ့ဒီအမျိုးသမီးဟာလေသွေးမြူတိမ်အဖြစ်ပြောင်းလဲပြီးထွက်ပြေးလို့ရမှာမဟုတ်တော့ပါဘူးဒါပေမဲ့ကျွန်တော်အတွက်လည်းအန်ဒီရရှိလာနိုင်ပါတယ်ကျွန်တော်သာတာမန်လူပြန်ဖြစ်သွားရင်ဘာမှလုပ်နိုင်မှာမဟုတ်တော့ဘူးလေဒါပေမဲ့ကျွန်တော်ဟာအရင်အမြစ်သွေးတွေကိုတောက်သုံးထားတဲ့အတွက်ဒီစွမ်းအားတွေဟာပြင်ပကပေးထားတဲ့အရာမဟုတ်ပဲကျွန်တော်ရဲ့ကိုယ်ပိုင်စွမ်းအားတွေဖြစ်နေတာကိုသတိရသွားခဲ့တယ်မိုးရေက6ဝတ်တန်စားတွေကိုချွတ်ပစ်နိုင်ပေမဲ့ကျွန်တော်ရဲ့ကြွက်သားတွေကိုတော့အရေးဖြော်ပစ်နိုင်မှာမဟုတ်ပါဘူးဒါအပြင်ကျွန်တော်ရဲ့စတိုခန်းကလည်းတီးခြားကဘာတစ်ခုဖြစ်နေတဲ့အတွက်မိုးရေရဲ့ဒဏ်ကိုခံရမှာမဟုတ်ဘူးဒါဟာကျွန်တော်အတွက်တော့မိုးရေထဲမှာတူးရဲသောဘယင်ဖြစ်လာစေမဲ့အခွင့်အရေးပါပဲကျွန်တော်ဟာအဲ့ဒီအချက်ကိုစမ်းသပ်ကြည့်ဖို့အတွက်မိုးရေတွေကိုထွက်လာခဲ့တယ်
ကျွန်တော်ရဲ့မျက်နှာပေါ်မှာတော့အောင်နိုင်သူရဲ့ပြုံးမျိုးကပေါ်လွင်နေခဲ့တယ်။မိုးရေကတခြားသူတွေရဲ့စွမ်းအားတွေကိုဖျက်ဆီးပြနိုင်ပေမဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုကိုတော့ဘာမှမလုပ်နိုင်ပါဘူး။တခြားစွမ်းအားရှင်တွေမြေပြင်ပေါ်မှာဒူးထုတ်နေရတဲ့အချိန်မှာကျွန်တော်ကတော့ဒီမိုးရေထဲမှာတဦးတည်းသောဘရင်ပါပဲ။တစ်ဖက်မှာလည်းကျွန်တော်စီကနေထွက်ပြေးသွားတဲ့အမျိုးသမီးဟာသူမရဲ့ဗီလာကိုပြန်ရောက်သွားခဲ့ပြီးလူယုံတွေကိုကျွန်တော်ရဲ့ပုံတူကိုဆွဲခိုင်းနေခဲ့တယ်။ ကျွန်တော်ကတော့တပ်ဖြတ်ရေးခွင်းကိုပြန်ရောက်တဲ့အခါမှာပစ္စည်းအဖြူရောင်တွေကိုအရင်အမြင့်သွေးတွေဖြစ်ပြောင်းလဲလိုက်တယ်။အဲ့ဒီသွေးလေးပလင်းလုံးကိုတောက်လိုက်ပြီးနောက်ကမှာတော့ကျွန်တော်ဟာအိပ်ပျော်သွားခဲ့တယ်။မနက်9 နာရီမှာကျွန်တော်နိုးလာတဲ့အခါမွေးမြူရေးခြံကပို့လိုက်တဲ့ကြက်900ရောက်လာခဲ့ပြီ။ကျွန်တော်ဟာစိတ်ရုပ်တရုပ်လိုမျိုးအဲ့ဒီကြက်တွေကိုအမြန်ဆုံးစီမံလိုက်တယ်။ဒါပေမဲ့ကြက်900လုံးကိုနှကားဦးကစုပ်ယူပြီးတဲ့အခါမှာတော့တိုးတက်မှုက1.3 ရာခိုင်နှုန်းပဲရှိပါသေးတယ်။ဒါဟာတကယ်ကိုအသားစားကျူးတဲ့တတ္တဝါလေးပါပဲ။ဒါကြောင့်ကျွန်တော်ဟာနီးပြူဟာပြောင်းဖို့ဆုံးဖြတ်လိုက်တယ်။မွေးမြူရေးချံပိုင်ရှင်တွေကသူတို့ရဲ့ကြက်တွေကိုရောင်းရခက်နေတာကြောင့်ကျွန်တော်ကသူတို့ရဲ့ကြက်တွေကိုတဝက်တစ်ဖြက်ကုံချောတွေဖြစ်ပြောင်းလဲပြီးဖို့ကမ်းလှမ်းလိုက်တယ်။ကျွန်တော်ကတော့အဲ့ဒီအတွက်အခါကြီးငွေရတယ်လို့နှကားဦးအတွက်လည်းအစာရတာပေါ့။မွေးမြူရေးချံပိုင်ရှင်ကလည်းကျွန်တော်ရဲ့အကြံကိုသဘောကျသွားပြီးကျွန်တော်တို့နှစ်ယောက်ဟာပူးပေါင်းဆောင်ရွက်ဖို့သဘောတူလိုက်ကြတယ် ညဘက်ရောက်တဲ့အခါမှာတော့ကျွန်တော်ဟာအိတ်ကိုလွယ်ပြီးအပြင်ကိုထွက်လာခဲ့တယ်ဒီညဟာတိုက်ခိုက်ဖို့အကောင်းဆုံးအချိန်ပါပဲမြို့ရဲ့တခြားတစ်ဖက်မှာတော့ရှာဝေးဝေးနဲ့တူမရဲ့ရီစာကြမ်းရံတို့ဟာဘားတစ်ခုကိုရောက်နေကြတယ်သူတို့ဟာလုံကောဆိုတဲ့လူစီကိုငွေ350ပေးပြီးလျှို့ဝှက်တဲ့နေရာတစ်ခုရဲ့လိပ်စာကိုရခဲ့ကြတယ်ကျမ်းရံကတော့သူတို့သာအင်အားအကြီးဆုံးအဖွဲ့အစည်းတွေကိုဝင်နိုင်ရင်ဒီမြို့မှာဘသူ့ကိုမှကြောက်စရာမလိုတော့ဘူးလို့ကြုံဝါနေခဲ့တယ်ရှာဝေးဝေးကလည်းကျွန်တော်ကိုအဲ့ဒီအမိုက်ကောင်ကတော့အခုချိန်မှာဘယ်နေရာမှာဒုက္ခရောက်နေမလဲမသိဘူးလို့တွေးပြီးလှောင်ပြောင်နေခဲ့တယ်။တစ်ဖက်မှာတော့ကျွန်တော်ဟာပလင်စီကိုသွားတဲ့လမ်းမှာနှာချေလိုက်မိတယ်။ကျွန်တော်ဟာမိစ္ဆာပလင်ကနေအပြာရောင်ပစ္စည်းတစ်ခုကိုရခဲ့တယ်။အဲ့ဒါကတော့အလင်းနှုံးကိုမြင့်တင်ပြီးတဲ့ဖက်နှက်တစ်စုံပါပဲ။ဒါပေမဲ့ဒီပစ္စည်းကမိုးရွာတဲ့အခါမှာတော့အသုံးမဝင်ပါဘူး။ဒါကြောင့်ကျွန်တော်ဟာအဲ့ဒါကိုလည်းအရင်းမြစ်သွေးတွေဖြစ်ပြောင်းလဲပစ်ဖို့ဆုံးဖြတ်လိုက်တယ်။ည7 နာရီလောက်မှာကျွန်တော်ဟာမြစ်ဘေးမှာအလင်းတန်းတစ်ခုကိုတွေ့လိုက်ရတယ်။အနားကိုရောက်သွားတဲ့အခါမှာတော့တခြားပလင်တွေနဲ့မတူတဲ့ပလင်နှစ်ခုကိုတွေ့လိုက်ရတယ်။ဘယ်ဘက်မှာမီးတောက်ဖီနစ်တစ်ကောင်ရှိနေပြီးညာဘက်မှာတော့အနက်ရောင်ဓာကြီးတစ်လက်ရှိနေခဲ့တယ်။အမှန်တရားမျက်လုံးနဲ့ကြည့်လိုက်တဲ့အခါမှာတော့ဒီပလင်နှစ်ခုဟာတစ်ခုနဲ့တစ်ခုဆက်သွယ်နေတာကိုတွေ့လိုက်ရတယ်။ကျွန်တော်ဟာဒီပလင်ရဲ့နောက်ကျောင်းကိုကြည့်လိုက်တဲ့အခါတကယ်ကိုအံ့အားသင့်သွားခဲ့ရတယ်။ဒါဟာနာလန်ရန်ရန်နဲ့ရှောင်းဟော်ဟော်တို့ရဲ့ပုံပြင်တွေကအခြေအနေတွေဖြစ်နေတာကိုကျွန်တော်ဟာဒီဇလန်ကိုကောင်းကောင်းသိနေတဲ့အတွက်နောက်ွယ်ကနေကျိုးကင်သူအဖြစ်ဘာလုပ်ရမလဲဆိုတာကိုစဉ်းစားလိုက်တယ်။တကယ်လို့နာလန်ရန်ရန်ကိုစိတ်ဆက်ကြောင်းလမ်းဖို့မဖြတ်ခိုင်းရင်ရှောင်းဟော်ဟော်ဟာလေသူ့ရဲ့စွမ်းအားတွေကိုပြန်ရမှာမဟုတ်တယ်လို့ကျွန်တော်လေးစုလိုက်ရမှာမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်ဟာဒီဇလန်ကိုပို့ပြီးပြင်းထန်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ် ကျွန်တော်ဟာစာရွက်တစ်ရွက်ပေါ်မှာစာသားအချို့ကိုရေးလိုက်တယ်။ဖီနစ်ငါဟာစာကလေးနဲ့အတူမနေသေးဘူး။မင်းရဲ့လမ်းခရီးကခက်ခဲလိမ့်မယ်။အထက်ကိုတက်ချင်ရင်အောက်ကအနှောင်ဖွဲ့တွေကိုဖျက်တောက်ရမယ်ဆိုပြီးရေးကဖီနစ်ပလင်တွေကိုထည့်လိုက်တယ်။အဲ့ဒီနောက်မှာတော့ပလင်ပေါ်မှာပုံကြိတ်တစ်ခုပေါ်လာပြီးနာလန်ရန်ရန်ဟာရှောင်းဟော်ဟော်နဲ့ပတ်သက်တဲ့ပစ္စည်းလေးကိုကင်ပြီးငိုနေတာကိုတွေ့လိုက်ရတယ်။သူမရဲ့မိသားစုကတော့သူမကိုစိတ်ဆက်ကြောင်းလမ်းမှုဖျက်ဖို့တိုက်တွန်းနေကြပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေကျွန်တော်ရေးလိုက်တဲ့စာရွက်လေးကသူမရဲ့လက်ထဲကိုရောက်သွားခဲ့တယ်။စာကိုဖတ်ပြီးတဲ့အခါမှာတော့သူမဟာစိတ်ပိုင်းဖြတ်လိုက်ပြီးသူမရဲ့လက်ထဲကပစ္စည်းလေးကိုချိုးဖျက်လိုက်ပါတော့တယ်။ကျွန်တော်ကတော့ဒီဇလန်ကိုဖန်တီးခဲ့တဲ့နောက်ွယ်ကလူဖြစ်သွားခဲ့တာပေါ့။ဒါပေမဲ့ပလင်ကနေစုလက်ကတော့ပေါ်မလာသေးပါဘူး။ကြည့်ရတာတစ်ဖက်ကရှောင်းဟော်ဟော်စီကနေရလက်ထွက်လာတာကိုစောင့်ရအောင်ပဲထင်ပါတယ်။ကျွန်တော်ဟာအနက်ရောင်ဓာပလင်စီကိုသွားပြီးနောက်ထပ်စာသားတစ်ခုကိုထပ်ရေးလိုက်တယ်။ကြားဟာ6ထဲကြပေမဲ့ခါမညွတ်ဘူး။တောင်တန်းနေနဲ့မြစ်တွေကိုပြန်ပြီးသိမ့်ပတ်ရမယ်။တစ်ချိန်မှာမင်းရဲ့အစွမ်းတွေကိုအားလုံးသိစေရမယ်ဆိုပြီးရေးကပလင်တဲကိုထည့်လိုက်တယ်။အဲ့ဒီနောက်မှာတော့ပလင်ကနေအနီရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့ပြီးကျွန်တော်စီကိုအနက်ရောင်ဓာမြောက်တစ်လက်ရောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အနောက်မှာမိစ္ဆာတစ်ကောင်ပေါ်ထွက်လာပါတော့တယ်။သူမရဲ့မျက်နှာဟာနာလိုင်းရန်ရန်နဲ့ဆင်တူနေပေမဲ့ပိုပြီးကြောက်စရာကောင်းတဲ့ပုံစံမျိုးဖြစ်နေပါတယ်။သူမဟာကျွန်တော်ကိုရှင်ကကျမကိုသူ့စီကနေခွဲခွာအောင်လုပ်ခဲ့တယ်လို့ပြောပြီးရန်ပြုတ်လာခဲ့တယ်။အမှန်တရားမျက်လုံးနဲ့ကြည့်လိုက်တဲ့အခါမှာတော့သူမဟာနာလိုင်းရန်ရန်ရဲ့စိတ်အဆွဲလန်းတွေကနေဖြစ်ပေါ်လာတဲ့မိစ္ဆာတစ်ကောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။
ကျွန်တော်လည်းအမြန်ဆုံးထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့်သူမကကျွန်တော်ကိုတားဆီးထားပြီးတိုက်ခိုက်လာပါတော့တယ် ကျွန်တော်ဟာသူမရဲ့တိုက်ခိုက်မှုကြောင့်အတော်လေးဒဏ်ရာရသွားခဲ့ပေမဲ့လက်ထဲကအနက်ရောင်ဓားမြောင်နဲ့သူမကိုပြန်လဲတိုက်ခိုက်လိုက်တယ်မထင်မှတ်ထားပဲဒီဓားမြောင်ဟာသူမရဲ့ကာကွယ်မှုကိုဖောက်ထွက်သွားနိုင်ခဲ့တယ်ကျွန်တော်ဟာသူမရဲ့အားနည်းချက်ကိုရှာဖွေပြီးတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တယ်သူမရဲ့ဝမ်းပိုက်ပိုင်းမှာခရမ်းရောင်အလင်းတန်းလေးရှိနေတာကိုတွေ့လိုက်ရလို့အဲ့ဒီနေရာကိုပဲဓာတ်နဲ့ထိုးဆိုင်လိုက်ပါတော့တယ်ဒါပေမဲ့သူမကလည်းကျွန်တော်ကိုပြန်လဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျွန်တော်ဟာလွင့်ထွက်သွားခဲ့ပြီးအာတင်ပြီးပြန်ထဖို့စူးစမ်းနေတော့မှာပဲတကူလုံးကအယိုးတွေကျိုးကြည့်မတက်နာကျင်မှုကိုခံစားနေရတယ်အဲ့ဒီအချိန်မှာပဲကလေးစားချီဝိညာဉ်မရဲ့ဘိုက်ပေါ်ကအလင်းလုံးကတဖြည်းဖြည်းမှိန်သွားပြီးသူမကလက်နှစ်ဖက်ကိုစူးစီးကအညိုးအတီးအာဃာတတွေအားလုံးကိုဓာကြီးတစ်လက်အဖြစ်ပြောင်းလဲလိုက်တယ်သူမကအဲ့ဒီဓာကြီးနဲ့ကျွန်တော်ကိုအဆုံးသတ်ဖို့ပိုင်းချလိုက်ပါပြီဒါပေမဲ့ဒါဟာကျွန်တော်စောင့်နေတဲ့အခွင့်အရေးပါပဲကျွန်တော်ကစတုတ်ထမြောက်ကန့်လန့်ကာရဲ့ဝင်ခွင့်နံပါတ်ကိုချက်ချင်းထုတ်သုံးလိုက်တဲ့အခါသူမရဲ့ဓာကြီးကအပိုင်းပိုင်းပြတ်ထွက်သွားပြီးသူမရဲ့မျက်နှာမှာဝီခွဲမရဖြစ်မှုနဲ့နောင်တတွေရိတ်တန်းသွားတယ်ကျွန်တော်လည်းအမြန်ဆုံးအချိန်နဲ့သူမစီကိုပြေးဝင်ပြီးသူမရဲ့ဘိုက်ကိုတစ်ချက်ပြီးတစ်ချက်အားရပါရထိုးမစ်လိုက်တော့တာပဲနောက်ဆုံးမှာတော့သူမရဲ့ခန္ဓာကိုယ်ကြီးမြေပြင်ပေါ်လေးကျသွားပြီးဒီတိုက်ပွဲကပြီးဆုံးသွားခဲ့ပါပြီကျွန်တော်ရဲ့တကိုယ်လုံးမှာလည်းဒဏ်ရာတွေအပြည့်ပါပဲပေဘက်လက်မောင်းနဲ့နံရိုးတွေအလုံးကျိုးသွားခဲ့တယ်ဒါပေမဲ့လေကျွန်တော်ကငကားဥကိုထုတ်ယူပြီးမြေပြင်ပေါ်ကသွေးအမဲရောင်တွေကိုဆုပ်ယူဖို့ခိုင်းစေလိုက်တယ်ဥရဲ့ပေါက်ဖွားနှုံးကတရိပ်ရိပ်တက်လာတာ49.6%ရောက်မှရပ်သွားတယ် အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အမှန်တရားမျက်လုံးကထူးဆန်းတာတစ်ခုကိုသတိထားမိလိုက်တယ်လေထဲမှာကြံနေတဲ့အာဃာတတွေကမပြောက်ကွယ်သွားပဲဓားမြောင်အမဲရောင်တွေကိုစုပြုံဝင်ရောက်သွားတာပါအဲ့ဒီတော့မှကျွန်တော်ကအဲ့ဒီဓားရဲ့အရည်သွေးကိုမကြည့်ရသေးတာသတိရသွားတယ်အမှန်တရားမျက်လုံးနဲ့ကြည့်လိုက်တဲ့အခါဓားရဲ့အချက်လက်တွေပေါ်လာခဲ့ပါတယ်ဒါကအစင့်နှိမ်ဝိညာဉ်ဓားမြောင်ဖြစ်ပြီးကြီးထွားမှုနှုန်းက68မှတ်ရှိပါတယ်အရည်သွေးကတော့ကြီးထွားနိုင်တဲ့ဒန်ဒါကြီးလာအမျိုးအစားပါသူကဝိညာဉ်တွေရဲ့အာဃာတနဲ့ကြောက်ရွံ့မှုတွေကိုဝါမျိုးပြီးကိုပြန်လည်မွေးမြူနိုင်တယ်ဓားကိုပိုင်ဆိုင်တဲ့သူကစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကိုအကြီးအကျယ်ခုခံနိုင်စွမ်းရှိတယ်ကျွန်တော်မျက်လုံးထဲမှာဝမ်းသာရိတ်တွေရှက်တန်းသွားတယ်ဒါကကျွန်တော်အတွက်အလို့အဆုံးအရာပဲဘာဖြစ်လို့လဲဆိုတော့မူလသွေးကခန္ဓာကိုယ်ရဲ့တန်ဖိုးတွေကိုမြင့်တင်ပေးနိုင်ပေမဲ့စိတ်ပိုင်းဆိုင်ရာအနှောင်အဖွဲ့ခံလိုက်ရရင်ဘလောက်ဖဲအစွမ်းထပ်ပါစေအသက်ခံရနိုင်လို့ပဲအခုဒီဓားကကျွန်တော်ရဲ့အဲ့ဒီအားနည်းချက်ကိုဖြည့်ဆည်းပေးလိုက်ပါပြီကျွန်တော်ခဏနားပြီးအင်အားနည်းနည်းပြန်ပြေးလာတဲ့အချိန်ဖုန်းကိုကြည့်လိုက်တော့ည7:45 မိနစ်ရှိနေပြီကျွန်တော်လည်းဒဏ်ရာရထားတဲ့ခန္ဓာကိုယ်ကိုဆွဲပြီးပါးတက်ယုံစီကိုတရွေ့ရွေ့ရှောက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲကား3စီးကဒီဘက်ကိုအရှိန်နဲ့မောင်းလာနေတယ်ကားရှိကမ်းမှာထိုင်နေတဲ့ချင်းဖုံးရဲ့မျက်နှာကတင်းမာနေတာပဲဒီနှစ်ရက်အတွင်းမှာသူတို့တော်တော်လေးစိတ်ဒုက္ခရောက်နေကြရတယ်မြို့လေကောင်ကကြောက်စရာကောင်းတဲ့အလင်းညီတွေစိတ်ယုံဟောင်းကအလင်းဝါတွေအခုလေအနောက်ဘက်မှာအလင်းညီတွေထပ်ပေါ်လာပြန်ပြီအဲ့ဒါကြောင့်ဒီတခါတော့တဲလွန်စားတစ်ခုခုမိအောင်ဖမ်းမယ်လို့သူကဆုံးဖြတ်ထားတယ်ဘေးကလင်းဝမ်ရဲ့အတန်ကတော့တုံရီနေပြီအခု7:50 မိနစ်ရှိပြီလို့ပြောနေတယ်အချိန်မီမရောက်ရင်တိုက်ပွဲအမှတ်အသားတွေနဲ့စွမ်းအင်တွေကပျောက်ကွယ်သွားလိမ့်မယ်သူတို့ရောက်သွားတဲ့အခါမှာတော့မြေပြင်ပေါ်မှာပျက်စီးမှုတွေနဲ့တိုက်ပွဲခြေရာတွေပဲရှိတော့တယ်တစ်ဖက်မှာလည်းလူမဆန်ဝိညာဉ်မဆန်နဲ့ရုပ်အလောင်းတစ်ခုလဲနေတယ်ချင်းဖုံးကတဲလွန်စားရှာဖို့ခိုင်းလိုက်ပြီးလင်ဝမ်ကိုလည်းစွမ်းအင်ပြန်လေဖော်ထုတ်ဖို့ခိုင်းလိုက်တယ်လင်ဝမ်ကရှီကိုတက်လာပြီးလက်နှစ်ဖက်စုကမျက်လုံးမှိတ်လိုက်တယ်အပြာရောင်အလင်းတွေပြန့်နှံ့သွားပြီးပုံရိပ်တွေပေါ်လာကနေမှပဲသူမရဲ့ခန္ဓာကိုယ်ကတုန်ခါသွားပြီးသွေးတွေအန်ကတတိလစ်သွားတော့တယ်ချင်းဖုံးကသူမကိုအမြန်ဖမ်းထိန်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲမိုးတွေစာရွာလာပြီးလျှက်စီးတွေလက်လာတယ်အချိန်က12 နာရီတိတိရောက်သွားတဲ့အခါတဲလွန်စားတွေအားလုံးမိုးရီထဲမှာပျောက်ကွယ်သွားတော့တာပဲကံကောင်းတာကအဖွဲဝင်တယောက်ကသွေးအနှဲငယ်စုဆောင်မိလိုက်တယ်ချင်းဖုံးကဒါကိုမြင်တော့ဒေါသတကြီးနဲ့ဌာနချုပ်ကိုချက်ချင်းအစီရင်ခံဖို့နဲ့ဒီညအဖွဲဝင်အားလုံးအချိန်ပိုဆင်းဖို့အမိန့်ပေးလိုက်တယ်တစ်ဖက်မှာတော့ကျွန်တော်ကဒဏ်ရာတွေကြောင့်2 နာရီလောက်လမ်းလျှောက်ပြီးတားတက်ယုံကိုပြန်ရောက်လာခဲ့ပြီကျွန်တော်ပထမဆုံးလှုပ်လိုက်တာကလီရင်းစီးနှင်းသူရဲ့ဖနက်အရှိကိုအနီရောင်ပလင်စီမှာပူဇော်လိုက်တာပဲပလင်အတစ်တလုံးပေါ်လာတယ်အဲ့ဒါကအည်သွေးမြင့်မူလသွေးဖြစ်ပြီးတောက်လိုက်ရင်ခန္ဓာကိုယ်ရဲ့သွေးလေလဲပတ်မှုကိုအကြီးအကျယ်တိုးတက်စေတယ်ကျွန်တော်ကဒါကိုမျောလင့်တကြီးနဲ့တငုံလဲတောက်ချလိုက်တယ်ခန္ဓာကိုယ်ထဲမှာစွမ်းအင်တွေပေါက်ကွဲထွက်လာပြီးအယိုးတွေနဲ့ဒဏ်ရာတွေကအမြန်ဆုံးပြန်လဲကုသလာတာကိုခံစားလိုက်ရတယ်ဒါကအကောင်းဆုံးစီးစွမ်းတစ်ခွက်ပါပဲခဏကြာမှာထ
ဒဏ်ရာတွေကအနာဖေးတက်လာပြီကျွန်တော်ကဓားမြောင်ကိုထုတ်လိုက်တယ်ဒီညရဲ့တိုက်ပွဲကကျွန်တော်နဲ့ဒီလက်နက်ချာမှာတန်ရောစင်တစ်ခုဖြစ်စီခဲ့တယ်မနေ့ပြန်ကစားပြီးကျွန်တော်ကကြက်တွေကိုဆက်တက်ရမယ်ကြက်တစ်ကောင်တက်တိုင်ကျွန်တော်ရဲ့စွမ်းရည်တွေတိုးလာမှာပဲနဂါးဦးရဲ့ပေါက်ဖွားနှုံးနဲ့ဓားရဲ့ကြီးထွားမှုကအချိတ်ဆက်ဖြစ်သွားပြီနောက်တနေ့မနေ့မှာတော့ကျွန်တော်ရဲ့ထံရတွေအားလုံးပျောက်ကင်သွားပြီကျွန်တော်ကမီးချစ်ဆန်၅ချောင်းကိုထပ်ပြီးပူဇော်လိုက်ပြီးရလာတဲ့မူလသွေး၄ပလင်းကိုတောက်လိုက်တယ်အဲ့ဒီနောက်မွေးမြူကြီးချမ်းပိုင်ရှင်ဝန်စီကိုဖုံးဆက်ပြီးရှိသမျှကြက်တွေအားလုံးပုတ်ခိုင်းလိုက်တယ်ကြက်အကောင်ကြီး1200ရောက်လာတဲ့အခါကျွန်တော်ကဓားမြောင်ကိုထုတ်ပြီးကြင့်ကြံမှုကိုစတင်လိုက်တယ်တမနက်လုံးကြိုးစားလိုက်တဲ့အခါဓားရဲ့ကြီးထွားမှုက199ရောက်သွားပြီးနဂါးဥကလည်း54ရာခိုင်နှုန်းထိတိုးလာအဲ့ဒီအချိန်မှာပဲဥခုံပေါ်ကနေအကွဲကြောင်းလေးပေါ်လာပြီးအမွှေးပွပွအမီလေးထွက်လာတယ်အမီးဖျားကချစ်စဝဲအသေးပုံစံလေးဖြစ်နေတာကျွန်တော်မျိုးချခဲ့တဲ့မိတ်ဆာမလေးရဲ့အမီးနဲ့တူနေတယ်ကျွန်တော်လည်းမဆိုးပါဘူးငါရဲ့နဂါးသမီးလေးဖြစ်ပေါက်ဖွာလာပါစေလို့ဆုတောင်းလိုက်တယ်တစ်ဖက်မှာတော့ရန်ရိုးရွှဲနဲ့ရှာဝီဝီတို့ကစွန့်ပစ်ထားတဲ့ဂိုဒေါင်းတစ်ခုကိုရောက်လာကြတယ်ရှာဝီဝီကသူမရဲ့ကံကောင်းမှုကြောင့်မြေအောက်အဖွဲ့အစည်းဖြစ်တဲ့မှောင်ရိပ်ရဲ့အမာခံအဖွဲ့ဝင်ဖြစ်လာတာပါသူမကဒီလိုနေရာမျိုးမှာတကယ်ပဲလူတော်တွေရှိသလားလို့တန်တရားနဲ့မေးလိုက်တယ်ရန်ယူရွှေကသူမကိုအီးဆက်ဆက်ကြည့်ပြီးမင်းရဲ့ကံကောင်းမှုကြောင့်ငါ့ကိုလာဆိုင်မခေါ်နဲ့အဲ့ဒီလူကမင်းလိုအမိုက်မျိုးကိုလက်တစ်ချောင်းလေးနဲ့တတ်နိုင်တယ်လို့ပြောလိုက်တယ်သူတို့နှစ်ယောက်ကိုအဝီးကနေလူတစ်ယောက်ကစောင့်ကြည့်နေပြီးအစီရင်ခံနေတယ်ချင်ဖုံးကတဲလွန်စားတစ်ခုရပြီဆိုပြီးဝမ်းသာသွားတယ်ကျွန်တော်ကတော့ဒန်ဒါရီလာနဂါးဦးနဲ့ဓားမြောင်ကိုရပြီးတဲ့နောက်ကြက်အကောင်ကြီး1000ကိုတပ်ဖြတ်ပြီးပါပြီကျွန်တော်ကမြို့ထဲကိုပြန်လာပြီးပူဇော်ဖို့အခွင့်ရေးရှာနေတော့မှာပဲလူလက်ပိုင်းအမျိုးသားတယောက်ကတစ်တာအလွတ်တစ်ခုကိုဖတ်ပြီးငိုယိုအော်ဟစ်နေတာကိုတွေ့လိုက်ရတယ်သူ့မိန်းမကထွက်ပြေးသွားပြီးသမီးကလည်းသူ့ကိုအဖေလို့အတိအမှတ်မပြုတ်တော့ဘူးလို့ပြောနေတာလုံကြုံကြီးမှုကတော့သူ့ကိုလောင်းကစားသမားလို့ပြောပြီးနှိမ်ချနေတယ်လူတွေကလည်းသူ့ကိုဝိုင်းပြီးကြိတ်ရဲနေကြတာပဲတကယ်တော့ဒီလူကအင်ကူရောင်းပြီးကြောက်စိမ့်တစ်ခုကိုဝေကပူဇော်ခဲ့တာဒါပေမဲ့သူရလိုက်တာကတော့အသုံးမကျတဲ့တုတ်တူလေးတစ်ချောင်းလေးပါပဲကျွန်တော်ကပူဇော်တဲ့ပလင်ကိုကြည့်လိုက်တော့အဲ့ဒါကမြေအောက်ကဘာကကန်ဆန်းတဲ့စက်တစ်ခုလိုဖြစ်နေတာကိုတွေ့လိုက်ရတယ်ဒီဆက်ကကဘာပေါ်မှာအဆင့်မြင့်ဆုံးနီးပညာပစ္စည်းတွေကိုစုဆောင်းခြင်းနဲ့မြေအောက်ကဘာကပစ္စည်းစုဆောင်းသူတယောက်စီကပါကျွန်တော်ကဒီလူကအိမ်ရောင်းပြီးဝယ်ထားတဲ့ကြောက်စိမ့်ကိုနီးပညာကြိုက်တဲ့သူစီတွားပူဇော်မှတော့ဒီလိုပဲဖြစ်မှာပေါ့လို့တွေးလိုက်မိတယ်အဲ့ဒီအချိန်မှာပဲရွှေဝေဝေကပေါ်လာပြီးတည်သွားရင်ဘာမှမရှိတော့ဘူးမင်းဆုံးရှုံးသွားတာတွေပြန်လိုချင်သလားလို့အဲ့ဒီလူကိုမေးလိုက်တယ်ရွှေဝေဝေကသူမရဲ့လူမိုက်တွေကိုခေါ်ပြီးအဲ့ဒီလူကိုခေါ်သွားခိုင်းလိုက်တယ်လူတွေကတော့ရွှေဝေဝေကသူတော်စင်မာကြီးလိုမျိုးအလှလုံနေတာလို့ထင်နေကြတာဒါပေမဲ့လူမိုက်2ယောက်ကတော့ဒါကမွေးမြူရေးလုပ်နေတာပူဇော်ဖို့ပစ္စည်းမရှိတဲ့လူတွေကိုအစာကျွေးထားပြီးပစ္စည်းတွေရလာရင်ပြန်သိမ်းတာဘာမှမရတော့တဲ့အခါမှာလူသားလောင်းကစားစက်တွေထည့်လိုက်မှလူပြောနေကြတယ်ကျွန်တော်ကအဲ့ဒီစကားတွေကိုကြားနေရပေမဲ့သူတစ်ပါးကိစ္စတွေဝင်မပါချင်လို့ထွက်လာခဲ့တယ်ဒါပေမဲ့ရှောက်ဝေဝေကကျွန်တော်ကိုမှတ်မိသွားပြီးလှမ်းခေါ်လိုက်တယ်ကျွန်တော်ကဂယုမဆိုင်ပဲဆက်လျှောက်သွားတော့သူမကဒေါသထွက်ပြီးမင်းနားမကြဘူးလားငါရက်ခိုင်းနေတယ်လို့အော်ပြောလိုက်တယ်လူမိုက်တွေကကျွန်တော်ကိုဝိုင်းလိုက်ကြပြီးရှောက်ဝေဝေကမောက်မာစွာနဲ့ကျွန်တော်ရှိကိုရောက်လာခဲ့တယ်သူမကမှောင်ရိပ်အဖွဲ့ထဲမှာယာဒူးတက်နေတဲ့အတွက်အရန်ကိုဘဝင်မြင့်နေတာကျွန်တော်ကသူမကိုဖုန်းထဲကနေ blacklist သွင်းထားတာကိုသူမကမကြည့်မနှက်ဖြစ်နေတာပါသူမကကျွန်တော်ကိုနောင်တရနေပြီလားလို့မေးပြီးလှောင်ပြောင်နေတယ်လူတွေကလည်းကျွန်တော်ကိုဝိုင်းပြီးလှောင်ပြောင်နေကြတာကျွန်တော်ကတော့ဗိုက်စာနေတာနဲ့ဘာမှပြန်မပြောဘဲနှီးလိုက်တယ်အဲ့ဒါကိုရှောက်ဝေဝေကကျွန်တော်ကဟန်ဆောင်နေတယ်လို့ထင်ပြီးပို့ထောသားထွက်လာတယ်သူမကကျွန်တော်ကိုငါခြေဖျားကိုနမ်းရင်ငွေ2000ပေးမယ်လို့ပြောပြီးငွေထုတ်ကိုထုတ်ပြလိုက်တယ်လူတွေကလည်းကျွန်တော်ကိုနမ်းလိုက်စမ်းပါဒီလိုအခွင့်အရေးမျိုးဘယ်မှာရမှာလဲဆိုပြီးဝိုင်းလှုပ်ဆော်နေကြတယ်ကျွန်တော်ကတော့ဒီမိန်းမဘာတွေလာပြောနေတာလဲငါ့ကိုသမင်းစားဖို့အချိန်ဖြုံးအောင်လုပ်နေတယ်လို့ပဲတွေးနေတာရှာဝေဝေကကျွန်တော်ကိုဒူးထုတ်ခိုင်းလိုက်တဲ့အချိန်မှာပဲကျွန်တော်ကသူမကိုပါဇက်ပိတ်သွားအောင်ဖျက်ရိုက်လိုက်တယ်ကျွန်တော်ရဲ့ရိုက်ချက်ကအရန်ပြင်းတဲ့အတွက်ရှောက်ဝေဝေလွင့်ထွက်သွားပြီးလူမိုက်တွေကကျွန်တော်ကိုတိုက်ခိုက်ဖို့လုပ်ကြတယ်ဒါပေမဲ့ကျွန်တော်ကသူတို့ကိုခဏလေးအတွင်းမှာအားလုံးကိုအလဲထိုးလိုက်တာပဲကျွန်တော်လည်းတုံလုံးနေတဲ့ရှောက်ဝေဝေကိုမင်းကငါနဲ့တန်လို့လားလို့ပြောပြီးထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲချင်းဖုံးစီကိုဖုံးဝင်လာပြီးကျွန်တော်ရဲ့ဓာတ်ပုံကိုကြည့်ကတဏှာယာမှာမြင်ဖူးတယ်လို့ခံစားနေရတာကိုအစီရင်ခံလိုက်ကြတယ်
လင်ဝမ်ကလည်းကျွန်တော်ကိုမြင်ဘူးတယ်လို့ရှိပေမဲ့တေချာမမှတ်မိဘူးဖြစ်နေတယ်ချင်းဖုံးကတော့ရွှေဝေဝေရဲ့ရီးစားဟောင်းကိုစုံစမ်းကြည့်လိုက်လူမိုက်တွေကိုအဲ့ဒီလောက်မြန်မြန်အလဲထိုးနိုင်တဲ့သူကပလင်ကနေအကျိုးကျေးဇူးတွေရထားလို့ပဲဖြစ်ရမယ်လို့တွေးလိုက်တယ်ကျွန်တော်ကတော့ဘာမှမသိပဲထမင်းဆိုင်တန်းတွေစီကိုအေးအေးဆေးဆေးရှောက်သွားနေတယ်ဆိုင်မှာထိုင်နေတော့လူလက်ပိုင်းတစ်ယောက်ကပစ္စည်းတစ်ခုလာပြတာကိုတွေးလိုက်ရတယ်အဲ့ဒါကဒီနေ့မှရထားတဲ့အပြာရောင်အည်သွေးရှိတဲ့ကြောက်စိမ့်လက်ဖက်ရည်ခွက်လေးတစ်ခုပါပဲလူတန်ကြီးတစ်ယောက်ကဒီပစ္စည်းကဘာအသုံးဝင်လဲဘလောက်နဲ့ရောင်းချင်တာလဲလို့မေးနေပါတယ်အဲ့ဒီအခါအလက်တန်းစားလူကြီးတစ်ယောက်ကသွားကြည့်ပြီးလက်ချောင်းသုံးချောင်းထောင်ပြလိုက်ပါတယ်ပစ္စည်းရဲ့အသုံးဝင်ပုံကိုတော့အခုထိမသိသေးဘူးလို့သူကပြောလိုက်တာပါအဲ့ဒီစကားကိုကြားချင်းဘေးကမုတ်စိတ်ပလာကြီးကတောက်လက်ဆက်အရက်တွေကိုတောင်ပန်းထွက်ကုန်ပါတယ် သူကဒေါသတကြီးနဲ့3000တောင်လားမင်းယူနေတာလားလို့អော်လိုက်ပါတယ်အသုံးမဝင်တဲ့လက်ဖက်ရည်ခွက်အစုပ်လေးကို3000တောင်းရတယ်ဆိုပြီးလက်ညှိုးငေါငေါထိုးပါတော့တယ်အဲ့ဒီလူကြီးခမညာရှင်းပြချင်မိမဲ့အစဲခံရလုံးလို့ခေါင်းတော်မဖော်နိုင်ရှာပါဘူးဒီမြင်ကွင်းအားလုံးကိုကျွန်တော်ကအစဆုံးစောင့်ကြည့်နေခဲ့တာပါပြီးနောက်မှာတော့ကျွန်တော်ရဲ့အမှန်တရားမျက်လုံးကိုချက်ချင်းဖွင့်လိုက်ပါတယ်အဲ့ဒီမျက်လုံးကနေတဆင့်အထင်မကြီးစရာလက်ဖက်ရည်ခွက်ကိုကြည့်လိုက်တဲ့အခါမှာတော့အီးချမ်းချင်းခွက်အရည်သွေးကောင်းမွန်ပြီးပြာမိုးရည်တွေကိုတိုးလောင်နိုင်တယ်လို့မြင်လိုက်ရပါတယ်ဒီအစွမ်းကိုမြင်လိုက်ရတဲ့အခါကျွန်တော်တုန်လှုပ်သွားပြီးဒါဟာတကယ်ကိုနှက်ဖျားလက်နက်ပဲလို့တွေးမိသွားပါတယ်ပြာမိုးရည်တွေဟာထူးခြားအစွမ်းအားလုံးကိုဖျက်ဆီးပစ်နိုင်စွမ်းရှိပေမယ့်သိမ်းဆည်းထားဖို့တော့မလွယ်ကူပါဘူးဒါပေမဲ့ဒီခွက်ထဲကပြာမိုးရည်ကိုသာအตาလေးပတ်လိုက်မယ်ဆိုရင်ထိတ်တန်းအစွမ်းထက်ပုတ်ကိုကြီးတွေကိုတောင်ချက်ချင်းဒုက္ခပေးနိုင်မှာပါဒါကြောင့်ကျွန်တော်ဒီခွက်ကိုမဖြစ်မနေဝယ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်လည်းအဲ့ဒီလူကြီးကိုအမြန်လှမ်းခေါ်လိုက်တော့သူကအိတ်လေးကိုပိုက်ပြီးပြေးလာပါတယ်သူကဒါဟာတကယ်အပြာရောင်အဆင့်ပစ္စည်းပါလို့ကျွန်တော်ကိုရောင်းဖို့ကြိုးစားပါတော့တယ်အဲ့ဒီအချိန်မှာပဲဘေးကလူကကျွန်တော်ကိုလူလင်ခံရတော့မယ်ဆိုပြီးသတိပေးပါတယ်တကယ်အပြာရောင်အဆင့်ပစ္စည်းဆိုရင်တောင်းကနန်းလောက်နဲ့ဘယ်တော့မှဝယ်လို့မရဘူးလို့သူကဆိုပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ပြုံးပြီးခေါင်းညိတ်ပြကအဲ့ဒီလူကြီးကိုထိုင်ဖို့ပြောလိုက်ပါတယ်ပြီးတော့ကျွန်တော်ကကြက်ပေါင်2ခုနဲ့အမဲသားခောက်ဆွဲတပွင်းမှာပြီးလိုက်ပါတယ်ဒီလူကြီးဖိုက်စာနေမှာမို့အသားတွေအများကြီးထည့်ပေးဖို့လဲမှားလိုက်ပါသေးတယ်ဒီလူကြီးကများကျွန်တော်ကသူ့ကိုမနှင်ထုတ်တဲ့အပြင်ထမင်းတောင်ကျွေးအောင်မယ်ဆိုတော့အံ့ဩသွားရှာပါတယ်ကျွန်တော်ကိုကြည့်ရတာလူကောင်းပုံပေါက်ပေမဲ့သူ့ရဲ့ကြောက်ကပ်ကိုထုတ်ယူမဲ့သူလားလို့တောင်တန်တရားဝင်နေပါသေးတယ်ထမင်းနဲ့ရောက်လာတဲ့အခါမှာတော့သူဟာအငမ်းမရစားပါတော့တယ်သူစားတော့ပြီးတဲ့အထိစောင့်ပြီးမှကျွန်တော်ကအဲ့ဒီလက်ဖက်ရည်ခွက်ကိုဝယ်မယ်လို့ပြောလိုက်ပါတယ်တကယ်တော့ဒီလူကြီးနာမည်ကကြောက်ကန်းဖြစ်ပြီးအရင်ကအတွေ့အကြုံရင်းနှီးမြှုပ်နှံမှုအကြံပေးတယောက်ပါဒါပေမဲ့သမီးဖြစ်သူယောဂသေးကြီးဖြစ်သွားတာကြောင့်ရှိသမျှငွေတွေကုန်သွားပြီးလမ်းပြောင်းနေချိန်မှာဒီခွက်ကိုထုတ်ရောင်းရတာပါတဘိုးတူညီမှုရပြီးနောက်ကျွန်တော်ကသူ့ကိုပတ်စံထုတ်ဖို့ခေါ်သွားပါတယ်လမ်းမှာသူကကျွန်တော်ကိုတကယ်ပဲယုံကြည်တာလားလို့မေးရှာပါတယ်ကျွန်တော်ကတော့ကျွန်တော်ယုံကြည်တာဒီခွက်ကိုမဟုတ်ဘဲသမီးအတွက်အရာရာကိုစွန့်လွတ်ရတဲ့ဖခင်တယောက်ရဲ့စိတ်ဓာတ်ကိုယုံကြည်တာလို့ပြောလိုက်ပါတယ်လောကမှာအဖိုးတန်ဆုံးအရာဟာယတနာတွေမဟုတ်ဘဲလူသားဆန်မှုတွေပါလို့ကျွန်တော်ဆိုလိုက်ပါတယ်ဒီစကားကြောင့်သူဟာမျက်ရည်တွေဝဲလာပြီးကျွန်တော်ရဲ့ကြီးစုကိုဘယ်တော့မှမမေ့ပါဘူးလို့ကတိပေးပါတယ်မကြခင်မှာပဲကျွန်တော်ကပတ်စံ3000ကိုသူ့လက်ထဲအပ်လိုက်ပါတယ်သူဟာဝမ်းသာလွန်းလို့ကျွန်တော်ကိုဒူးထောက်အလေးပြုဖို့တောင်စ조사ပါသေးတယ်ကျွန်တော်ကသူ့ကိုအမြန်ဆွဲထူပြီးအဆက်အသွယ်တွေပေးခဲ့ပါတယ်ကျွန်တော်ရဲ့အနီရောင်ရာစပလင်အတွက်အစင်မြင့်ပစ္စည်းတွေအများကြီးလိုအပ်နေတာမို့ဒီလူကြီးဟာနောင်မှာကျွန်တော်အတွက်အသုံးဝင်လာမှာပါအဲ့ဒီနောက်ဖုန်းကိုကြည့်လိုက်တော့ည9နာရီမိနစ်40ရှိနေပါပြီပြာမိုးကြီးကြဖို့4နာရီလောက်ပဲလိုပါတော့တယ်ရုတ်တရက်ရှေ့ကရင်ပြင်မှာလူတွေစူညံသွားပါတယ်ကြည့်လိုက်တော့လာတာတာကောင်းငင်ကြီးမှာလာမင်းကြီးကသွေးရောင်နေလွှမ်းသွားပါပြီစက္ကန့်အနည်းငယ်အတွင်းမှာပဲလာမင်းကြီးဟာသွေးလာမင်းအဖြစ်ပြောင်းလဲသွားပါတယ်ဒါဟာဂိမ်းထဲမှာဆိုရင်တော့ကျိန်စာနဲ့ကပ်ပေးတွေစိုက်တော့မယ်နမိတ်ပါပဲလူတွေကြားထဲမှာစိုးရင်ထိတ်လန့်မှုတွေပြန့်နှံ့သွားပြီးအားလုံးရဲ့မျက်နှာတွေမှာသွေးရောင်တွေထင်ဟပ်နေပါတယ်ကျွန်တော်လည်းဖုန်းထဲကနေသတင်းတွေကိုအမြန်စစ်ဆေးလိုက်ပါတယ်သွေးလာမင်းဟာကဘာပြက်မဲ့လက္ခဏာလို့လူတွေကပြောနေကြသလိုတချို့ကလည်းသွေးလာမင်းအတွင်းမှာပစ္စည်းကောင်းတွေထွက်လာနိုင်ကြီးနှစ်ဆတိုးတယ်လို့ဆိုနေကြပါတယ်ကျွန်တော်လည်းအမှန်တရားမျက်လုံးကိုသုံးပြီးရစ်ပလင်တစ်ခုကိုကြည့်လိုက်ပါတယ်ဒါဟာစက်ရုပ်အယောင်ဆက်နဲ့တူပြီးအကျွေးစေးတွေစုဆောင်းရတာကိုနှစ်သက်တဲ့ပစ္စည်းပါ
သွေးလာမင်းရဲ့အစွမ်းကြောင့်ရစ်ပူဇော်ခွင့်10ချိန်ကြန့်ရှိနေပါတယ်။အဲ့ဒီအချိန်မှာလူတစ်ယောက်ကအကျွေစီးတစ်ခုကိုထည့်လိုက်တဲ့အခါရစ်ပူဇော်ခွင့်9ချိန်ဖြစ်သွားပါတယ်။ထူးခြားတာကထွက်လာတဲ့ပစ္စည်းကိုသွေးမြူတွေဖုံးအုပ်ထားလို့ဘယ်သူမှမမြင်နိုင်တာပါပဲ။ဒါဟာကျွန်တော်အတွက်တော့နက်ကပ်ပြီးတဲ့အခွင့်အရေးပါပဲ။ကျွန်တော်လည်းအမြန်ပဲရစ်ပူဇော်ဖို့ကြိုးစားပါတော့တယ်။ကျွန်တော်ပူဇော်လိုက်တဲ့2ချိန်မှာတော့ပစ္စည်းတွေကတိတ်အားမရစရာပါပဲ။တစ်ခုကအပြာရောင်အဆင့်ဓာတ်ရှည်ဖြစ်ပြီးကျွန်တော်အတွက်တော့ရာဇပလင်အတွက်အစာကျွေးရုံပါပဲ။နောက်တစ်ခုကတော့ခရမ်းရောင်အဆင့်ပခုံးအုပ်ဖြစ်ပြီးခဏတာအစွမ်းထပ်စီပြီးမယ်။နောက်ပိုင်းမှာအားနေသွားစီပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်အဆင့်မြင့်ရစ်ပလင်တစ်ခုကိုထပ်တွေ့ခဲ့ပါတယ်။အဲ့ဒီမှာရစ်ပူဇော်ခွင့်9ချိန်ကြံနေပါသေးတယ်။ ကျွန်တော်ကမျော်လင့်ချက်မိချစ်ဆန်ကိုတုံးကျင်ပေမဲ့အကုန်တုံးပြီးသားဖြစ်နေလို့ ATM ကနေထွက်လာတဲ့ဆက်လက်ပြားလေးကိုပဲတုံးလိုက်ပါတယ်။ဒါဟာကြောက်ကန်းရဲ့သမီးအတွက်မျော်လင့်ချက်ဖြစ်တယ်လို့ကျွန်တော်ရဲ့ကူညီမှုတက်သေးလည်းဖြစ်ပါတယ်။အဲ့ဒါကိုရစ်ပလင်နဲ့ထည့်လိုက်တဲ့အခါထူးခြားတဲ့တပ်ပြင်းတန်တစ်ခုကြားလိုက်ရပြီးကျေ9ပွင့်ပုံစံမျော်လင့်ချက်ကျေစင်ဆိုတဲ့ဒန်ဒါရီလာပစ္စည်းတစ်ခုထွက်လာပါတော့တယ် ဒါဟာတေဆုံးသွားရင်တောင်ပြန်လဲရှင်တန်စေနိုင်တဲ့အသက်ကယ်ပစ္စည်းမှုကျွန်တော်အယမ်းအံ့ဩသွားပါတယ်အဲ့ဒီနောက်ကျွန်တော်အိမ်ကိုအမြန်ပြန်လာတဲ့လမ်းမှာရစ်ပလင်တွေပောက်ကွဲကုန်တဲ့သတည်င်းကိုကြားလိုက်ရပါတယ်10ချိန်ပြည့်အောင်ပူဇော်ပြီးရင်ပျက်စီးသွားတတ်တာပါ ည7:59မိနစ်မှာတော့ကျွန်တော် live လွှင့်နေတာကိုကြည့်နေတော့အစားအစာရစ်ပလင်တစ်ခုကနေထူးဆန်းတဲ့မိတ်စာကြီးထွက်လာပြီး live လွှင့်တဲ့သူကိုစားပစ်လိုက်တာမြင်လိုက်ရပါတယ်တမျိုးလုံးမှာမိတ်စာတွေပေါ်လာပြီးလူတွေဒုက္ခရောက်ကုန်ကြပါပြီအစိုးရကလည်းအရေးပေါ်တတိပေးချက်တွေထုတ်ပြန်ထားရပါတယ်ကျွန်တော်လည်းဒါဟာအခွင့်အရေးပဲလို့တွေးပြီးမိတ်စာတွေကိုအမဲလိုက်ဖို့ထွက်လာခဲ့ပါတယ် လမ်းမှာဆုံးမမိတ်စာတစ်ကောင်ကိုတွေ့တော့ကျွန်တော်ချက်ချင်းပဲတက်ပစ်လိုက်ပါတယ်ရက်ပလင်တွေပောက်ကွဲသွားတဲ့အခါရက်ပလင်အပိုင်းစာတွေရလာပါတယ်အဲ့ဒါတွေကိုငကားဥကိုအစာကျွေးလိုက်တဲ့အခါဥပေါက်ဖို့ယာခိုင်လုံးတွေတိုးလာပါတယ်အိမ်နောက်မှာတော့အစင်မြင့်မိတ်စာတစ်ကောင်ဖြစ်တဲ့အယိုးမိတ်စာကိုတွေ့ပါတယ်သူကတော်တော်လေးတန်ပါပေမဲ့ကျွန်တော်ကတော့အလျှော့မပေးပဲတိုက်ခိုက်ဖို့ပြင်လိုက်ပါတော့တယ်အခြားတစ်ဖက်မှာလည်းမောင်နှမ2ယောက်ဟာမိတ်စာပြီးရင်တကောင်ရဲ့ရန်ကနေအသေးအတန်ပြေးနေရပါတယ်အကိုဖြစ်သူကညီမလေးကိုကာကွယ်ရင်မိတ်စာရဲ့တက်ဖြတ်ခြင်းကိုခံလိုက်ရရှာပါတယ်နှင်းတောင်ပေါ်မှာလေစစ်သားတွေဟာမိတ်စာတွေကိုအစွမ်းကုန်ခုခံနေကြပါတယ်အခြားတနေရာမှာတော့အဖွင့်ငယ်တစ်ဖွဲ့ဟာမိတ်စာတစ်ကောင်ကိုအနိုင်ရရှိပြီးရက်ပလင်အပိုင်းစာ3ခုကိုရရှိခဲ့ပါတယ်ဒီကဘာပြက်ကတ်ကြီးမှာအားလုံးဟာရှင်တန်ဖို့အတွက်ရုန်းကန်နေကြရပါပြီ အဲ့ဒီနောက်အဖွဲ့အစည်းကတော့အမြင့်ဆုံးဈေးပေးပြီးလိုက်ဝယ်ဖို့အမိန့်ပေးထားတာဆိုတော့ဒီညတော့ကျွန်တော်တို့အစွမ်းကုန်စူးစမ်းကြရမှာပဲဘေးကစပင်းနီနဲ့အမျိုးသမီးကတော့လှောင်ပြုံးပြုံးရင်းငါတို့လိုအင်အားတောင့်တင်းတဲ့အဖွဲ့တောင်တညာလုံးအပြင်းအထန်တိုက်ခိုက်မှအပိုင်းစား9ခုပဲရတာဆိုတော့တရားဝင်အဖွဲ့အစည်းကပညာရှင်တွေတောင်ငါတို့လောက်စွမ်းဆောင်ရည်မြင့်မှာမဟုတ်ဘူးလို့ပြောနေပါတယ်အဖွဲ့အစည်းကလူကြီးတွေကတော့ဒီအပိုင်းစားတွေကိုရဖို့ဘလောက်ခက်ခဲလဲဆိုတာကိုသိမှာမဟုတ်ပါဘူး မြင်ကွင်းကရုတ်တရက်ပြောင်းသွားပြီးကျွန်တော်လည်းနှစ်ဖူးကချွေးတွေကိုတုပ်ရင်းဒီတခါလဲအလကားဖြစ်ပြန်ပြီလို့ညီးတွားနေမိပါတယ်အရင်ကအယိုးမိတ်စာကိုကျွန်တော်ကအပိုင်းပိုင်းပြတ်အောင်လုပ်ခဲ့ပေမဲ့သွေးတစ်ဆက်တောင်မထွက်ခဲ့တာကြောင့်ငကားဥရဲ့သားဖောက်နှုံးကိုမြင့်တင်ဖို့ဘလို့မှမဖြစ်နိုင်ပါဘူးတက်ခဲ့ကိုအလကားပါပဲရစ်ပလင်အပိုင်းအစ3ခုကိုကောက်ယူပြီးနောက်ကျွန်တော်လည်းအမှောင်ထုတဲ့ကိုတစ်ခါပြန်ဝင်ခဲ့ပါတယ်နောက်ထပ်နည်းနည်းလောက်ထက်ကြိုးစားရင်ဒီညငကားမလေးကိုသားဖောက်နိုင်အောင်ဖောက်နိုင်မှာပါဒီနေမြေတစ်ခုလုံးကိုကျွန်တော်အပီးသက်ရှင်းလင်းပြီးတဲ့အထိငကားဥကသားဖောက်ဖို့နည်းနည်းလေးပဲလိုတော့ပေမဲ့တနေမြေလုံးမှာမိတ်စာတကောင်မှမရှိတော့ပါဘူးကျွန်တော်စိတ်ထဲမှာဒီညဖြစ်ပျက်ခဲ့တာတွေကိုပြန်တွေးနေမိပါတယ်တာမန်ဘေးဒုက္ခတွေကကျွန်တော်ရှိမှအကုန်လုံးချေမုန်းခံလိုက်ရပြီးစွမ်းရည်ပါတဲ့အီလီမိတ်စာတွေပဲကျွန်တော်ကိုအနှဲငယ်ပြန်ခုခံနိုင်ပါတယ်အဲ့ဒီနောက်တန်မဏိလူသားကြီးတစ်ကောင်ကကျွန်တော်ရဲ့ဝิญဉ်ဓာတ်ကိုလစ်လျူရှုပြီးပြတ်တောက်တာတွေနဲ့ထက်မြက်တဲ့တိုက်ခိုက်မှုဒဏ်တွေကိုခံနိုင်ရရှိနေခဲ့ပါတယ် ဒါပေမဲ့ကျွန်တော်တတိဝင်လာတဲ့အချိန်မှာတော့ပြုံးလိုက်ပြီးလက်သီးချက်အနှဲငယ်နဲ့တင်သူ့ကိုအဆုပ်ပလုတ်ဖြစ်အောင်လုပ်လိုက်ပါတယ်နောက်ထပ် elite အဆင့်အိမ်မက်ဆိုမိတ်စာတကောင်ကလည်းသူ့ရဲ့စွမ်းရည်နဲ့အမြင်မားတွေကိုဖန်တီးနိုင်ပါတယ်ကျွန်တော် team hotel တစ်ခုထဲမှာရောက်နေတဲ့အချိန်တကားကိုတွန်းဖွင့်လိုက်တော့ရှဝေဝေနဲ့သူမရဲ့ချမ်းသာတဲ့ဒုတိယမျိုးဆက်ရီးစားကိုတွေ့လိုက်ရပါတယ်သူတို့နှစ်ယောက်ရဲ့အချစ်ခန်းတွေကကျွန်တော်ကိုဘာမှမလုံဆောင်နိုင်ပဲဓာတ်တစ်ချက်ထဲနဲ့တင်သူတို့ကိုငရဲကိုပို့ပေးလိုက်ပါတယ်အဲ့ဒီအိမ်မက်ဆိုမိတ်စာကစွမ်းရည်တွေဆုံးရှုံးသွားပြီးနောက်ကျွန်တော်ကအလွယ်တကူပဲလက်နဲ့ညှစ်ချီပစ်လိုက်ပါတယ်ရုတ်တရက်ကျွန်တော်တခိခုကိုခံစားမိလို့ကောင်းကင်ကိုမော့ကြည့်လိုက်တော့လမင်းကြီးပေါ်ကအနီရောင်တွေကလျင်မြန်စွာပျောက်ကွယ်သွားတာကိုတွေ့ရပါတယ်ဖုန်းကိုထုတ်ကြည့်လိုက်တော့
မနက်4 နာရီရှိနေပါပြီတွေးလမင်းက4 နာရီအထိပဲကြာတာလားလို့တွေးနေမိပါတယ်ဆက်လက်ပြီးနဂါးဦးနဲ့ဝိညာဉ်ဓာတ်ရဲ့တိုးတက်မှုကိုကျွန်တော်စစ်ဆေးလိုက်ပါတယ်နဂါးဦးရဲ့သားဖောက်နှုန်းက 82.8 ရာခိုင်နှုန်းကိုရောက်နေပြီးဝိညာဉ်ဓာတ်ရဲ့ကြီးထွားမှုကလည်း 648 ကိုရောက်နေပါပြီလက်ရှိမှာတော့ဝိညာဉ်ဓာတ်ကဒန္တာရိဆန်နဲ့အရှိန်အဝါမျိုးမရှိသေးပေမဲ့ကြီးထွားမှုအပြစ်ဖြစ်သွားရင်တော့တိတာတဲ့ပြောင်းလဲမှုရှိလာမှာပါပြီးတော့အိမ်ပြန်အိပ်ဖို့ပြင်လိုက်ပါတယ်ကျွန်တော်တက်ဖြတ်ကွင်းကိုပြန်ရောက်တဲ့အခါအရင်အတိုင်းပဲမီးချစ်နဲ့သွေးရင်းမြစ်ကိုလဲလှယ်ခဲ့ပါတယ်အဲ့နောက်ကျွန်တော်ကတင်ပေါ်မှာတုံးလုံးလဲပြီးအိပ်လိုက်ပြီမယ်ထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်ခဲ့ပါတယ်ကျွန်တော်ကလမ်းကြောင်းတစ်ခုထဲမှာအတင်းပြေးနေတဲ့ပရွက်စိတ်ကြီးတစ်ကောင်ဖြစ်နေပြီကျွန်တော်နောက်မှာတော့သွေးသားတွေနဲ့လှုပ်ထားတဲ့ကြိတ်ဆက်ကြီးပါလာပါတယ်ရက်လိုက်တာနဲ့အထဲကိုပါသွားမှာပါကျွန်တော်ရှိမှလေကြိတ်ဆက်ကြီးနင်းချီသွားလို့ကြံခဲ့တဲ့အကျွင်းအကြံကြီးအများကြီးရှိနေပါတယ်ရုတ်တရက်အေးဆက်ဆက်အတန်ကြီးတစ်ခုထွက်လာပါတယ်သူတို့ကိုစားပြစ်မှာပဲမင်းအသက်ရှင်နိုင်မယ်ဆိုတဲ့အတန်ကြောင့်ကျွန်တော်လန့်နိုးလာပါတယ်ဒီအိမ်မက်ကတခေတ်ကိုထူးဆန်းလွန်းပါတယ်ဒါပေမဲ့အိမ်မက်ထဲကဝါမျိုးချင်းနဲ့စိတ်ဆန္ဒကတော့တခေတ်ကိုလက်တွေ့ဆန်နေပါတယ်ဘာကြောင့်လဲဆိုတာကိုကျွန်တော်ဘယ်လိုမှစဉ်းစားလို့မရပါဘူးခဏလောက်အနားယူပြီးနောက်ကျွန်တော်ဖုန်းကိုကောက်ကင်လိုက်ပါတယ်ထုံးစံအတိုင်း forum ထဲကိုဝင်ကြည့်လိုက်တဲ့အခါကျွန်တော်မျက်နှာချက်ချင်းပြတ်သွားပါတယ်ဖုန်းမျက်နှာပြင်မှာသွေးရောင်လွှမ်းနေတဲ့ post တွေအပြည့်ပါပဲသွေးလမင်းရဲ့ထူးခြားတဲ့ဖြစ်စဉ်ကလူတွေအများကြီးတည်ဆုံးစေခဲ့ပါတယ်forum ထဲမှာလည်းကူညီကြဖို့အော်ဟစ်နေကြတဲ့အတန်တွေနဲ့အင်းကြီးချင်းဝမ်ကြီးတည်သွားလို့သူ့မိမငိုနေတာကိုဘလို့နှစ်သိမ့်ရမလဲဆိုတာတွေနဲ့ပြည့်နေပါတယ်ကျွန်တော်အခုရစ်ပလင်ကိုမြင်တာနဲ့တင်စိတ်တန်ရာရနေပါပြီမွေကြိုက်ခံရဘူးသူကကြိုးမြင်အောင်ကြောက်တတ်တယ်ဆိုသလိုပါပဲငိုယူတာတွေဆေးဆိုတာတွေနဲ့နောက်ပြောင်တာတွေက forum တစ်ခုလုံးမှာပြန့်နှံ့နေပါတယ်ဒါပေမဲ့ကျွန်တော်ကိုတကယ့်ကိုအံ့အားသင့်စေတာကတော့အနီရောင်နဲ့တင်ထားတဲ့အသိပေးချက်ကြီးပါပဲနဂါးနိုင်ငံရဲ့တရားဝင်ထုတ်ပြန်ချက်အရနံပါတ်1အနေနဲ့အခြေအနေတွေကိုရင်ဆိုင်ဖို့တရားဝင် forum ကိုဖွင့်လှစ်လိုက်ပြီးဖြစ်လို့နိုင်ငံသားအားလုံးမှတ်ပုံတင်ကြဖို့ပြောထားပါတယ်နံပါတ်2အနေနဲ့အစိုးရကနဂါးအဆောင်ရှောက်တွေကိုစုဆောင်းနေပြီဖြစ်လို့အစွမ်းအစရှိလူတွေ forum မှာရှောက်ထားနိုင်ပါတယ်နံပါတ်3အနေနဲ့ဒီနေ့ကစပြီးအစိုးရကရစ်ပလင်အပိုင်းအစတွေကိုတစ်ခုကို2000နှုန်းနဲ့အကန့်အသတ်မရှိဝယ်ယူသွားမှာပါဒါကတကယ့်ကိုပောက်ကွဲစေတဲ့သတင်းပါပဲရုတ်တရက်ဖုံးကတုံခါလာပါတယ်ကြောက်ကန်းစီကဖုံးလာတာပါသူကကျွန်တော်ကိုကြီးစုတင်စကားပြောပါတယ်သူသမီးအတွက်စီးဖို့တွေရသွားလို့ပါတယ်ပြီးတော့ကျွန်တော်ကိုတစ်ခုလောက်ထပ်မီးချင်လို့ပါတယ်သူ့ရဲ့ကြီးစုတင်နေတဲ့အတန်ကိုကြားလိုက်ရတော့ကျွန်တော်လဲစိတ်ထဲတစ်မျိုးခံစားလိုက်ရပါတယ်ဘာကိစ္စလဲပြောကြည့်ပါလို့ကျွန်တော်ပြန်ပြောလိုက်ပါတယ်သူနဲ့သူ့ဇနီးကဒီနေ့ရစ်ပလင်မှာပူဇော်မှုထက်လုပ်ခဲ့လို့အဖြူရောင်အရည်သွေးရှိတဲ့မီးတီးတစ်လုံးနဲ့ပစိန်တစ်လက်ရခဲ့တယ်လို့ပြောပါတယ်ဒီအရာတွေကအသုံးမဝင်ဘူးဆိုတာသိပေမဲ့သူတို့မှငွေတကယ်မရှိတော့လို့ဝယ်အောင်မလားဆိုတာကိုအားနာနာနဲ့မေးရှာပါတယ်ဒါပေမဲ့ကျွန်တော်ကတော့တခုခုကိုသတိထားမိလိုက်ပါတယ်အစိုးရနဲ့တခြားအဖွဲ့အစည်းတွေကဒီလိုအမိုက်ပစ္စည်းတွေကိုမျက်စိထဲမထည့်ကြဘူးထင်ပါတယ်အခုဆိုရင်ကျွန်တော်ရဲ့ကြက်သွေးရောင်ပလင်ကပဲဓာတွေကိုအသုံးချနိုင်တော့မှာပါကျွန်တော်ခေါင်းထဲမှာကြီးမားတဲ့စီမံကိန်းတစ်ခုစတင်ပုံဖော်လိုက်ပါတယ်ကျွန်တော်ဝဲမယ်ဒီညတွေးကြရအောင်လို့ကျွန်တော်ပြောလိုက်ပါတယ်ဖုန်းချလိုက်ပြီးနောက်ကျွန်တော်စဉ်းစားနေမိပါတယ်အမိတ်လိုက်ကောက်နေုံနဲ့တော့အရန်နှီးလွန်းပါတယ်နောက်ွယ်ကတထီးကြီးလုပ်ပြီးအမိုက်သိမ်းတဲ့ကွန်ရက်ကြီးတစ်ခုတီးဆုပ်လိုက်ရင်ပိုကောင်းမှာပါအခုကတော့အကောင်းဆုံးအခွင့်အရေးပါပဲကြောက်ဦးလေးကကျွန်တော်ရဲ့စမ်းတက်မှုကိုခံနိုင်မလားဆိုတာပဲကြည့်ရတော့မယ်ပြီးတော့ဝန်တထေးစီကိုဖုံးဆက်ပြီးမနီးကတတ်ထားတဲ့ကြက်တွေကိုအကုန်လာယူသွားဖို့နဲ့နောက်ထပ်ကြက်800လောက်ထပ်ပို့ပေးဖို့ပြောလိုက်ပါတယ်ဝန်တထေးကလည်းဝမ်းသာအားရလက်ခံလိုက်ပါတယ်မကြခင်မှာပဲကားတစ်စီးနဲ့ရောက်လာပါတယ်ကျွန်တော်လည်းလူသက်သမားတစ်ယောက်လိုပဲကြက်မတွေကိုတွတ်တွတ်လက်လက်စတင်ကင်တွယ်လိုက်ပါတယ်ညနေ4 နာရီခွဲရောက်တဲ့အထိကျွန်တော်အလုတ်လုတ်လိုက်တာနဖူးမှာချွေးတွေစိုးလို့ပါအခုဆိုရင်နဂါးဦးရဲ့တိုးတက်မှုက85 ရာခိုင်နှုန်းရောက်သွားပြီးဝိညာဉ်ဓာတ်ကတော့920အမှတ်ရသွားပါပြီအနာဂတ်ကတော့တကယ့်ကိုတောက်ပနေပါတယ်9 နာရီခွဲမှာကျွန်တော်လူနေအင်ချီအဟောင်းလေးတစ်ခုကိုရောက်သွားပြီးမကြခင်မှာပဲသူ့အိမ်ကိုရောက်သွားပါတယ်အိမ်လေးကဟောင်းနွမ်းဆူစွတ်နေပေမဲ့အထင်းမှာတော့
တကယ့်ကိုတန့်ရှင်းနေပါတယ်နယံမှာလည်းခလေးမလေးရေးထားတဲ့ပုံလေးတွေကတ်ထားတာတွေ့ရပါတယ်ကျွန်တော်စိတ်ထဲမှာနည်းနည်းတော့စိတ်မကောင်းဖြစ်သွားပါတယ်ကြောက်ဦးလေးအိမ်မှာဦးလေးတယောက်တည်းပဲလားလို့ကျွန်တော်မေးလိုက်ပါတယ်ကြောက်ကန်းရဲ့မျက်လုံးတွေကမှေးမိန်သွားပြီးသူ့ဇနီးနဲ့သမီးကစီးယုံမှာပဲရှိနေတော့မို့သူတို့ကစီးယုံမှာပဲအမြင်နေပေးရတယ်လို့ဖြေပါတယ်ဒီနေ့ပြန်လာတာကလည်းဟိုပစ္စည်းနှစ်ခုကိုရောင်းပြီးငွေရှာချင်လို့ပါတဲ့သူကပစ္စည်းနှစ်ခုကိုထုတ်ပြပါတယ် ကျွန်တော်လည်းအမှန်တရားမျက်လုံးကိုတုံပြီးကြည့်လိုက်တော့လင်းနေတဲ့မီးသီးနဲ့တန်ချေးတက်နေတဲ့ပစိန်ကတာမန်အဖြူရောင်ပစ္စည်းတွေပဲဖြစ်နေပါတယ်ကြက်သွေးရောင်ပလင်ကိုကျွေးဖို့ကလွှဲရင်ဘာမှသုံးလို့မရပါဘူးကြောက်ကန်းကမျောလင်းချက်အပြည့်နဲ့900ရမလားဒါမှမဟုတ်နှစ်ခုပေါင်း900ရမလားလို့မေးပါတယ်သူကကျွန်တော်များတယ်ထင်ပြီးထွက်သွားမှာကိုအယမ်းကြောက်နေပုံပါပဲဈေးနှုန်းကိုကြားလိုက်ရတော့ကျွန်တော်လည်းအံ့ဩသွားပါတယ် အဖြူရောင်ပစ္စည်းတွေကို900နဲ့ရတာကတကယ့်ကိုအလကားရတယ်လို့ပါပဲကျွန်တော်ကချက်ချင်းခေါင်းမငိတ်ပဲဦးလေးလူတိများလားလို့ပြန်မေးလိုက်ပါတယ်ကြောက်ကန်းကတော့အရင်ကတငယ်ချင်းတွေကအခုဆိုသူ့ကိုမြင်ရင်ရှောင်နေကြပြီဖြစ်လို့အခုအဆက်အသွယ်ရှိတာကလူနာရှင်တငယ်ချင်းတွေပဲရှိတော့တယ်လို့ဝမ်းနေစွာပြောပါတယ်ကျွန်တော်အခွင့်အရေးကိုမြင်လိုက်ပါပြီကျွန်တော်ရစ်ပလင်အပိုင်းအစတစ်ခုထုတ်ပြပြီးဒါကိုတိလားလို့မေးလိုက်ပါတယ် ကြောက်ကန်းရဲ့မျက်လုံးတွေပြူးသွားပြီးဒါကိုဖိုရမ်မှာတွေ့ဘူးကြောင်းသွေးလာမင်းမှာမိစ္ဆာတွေကိုတိုက်ရင်ရတတ်ပြီးအစိုးရက2000နှုန်းနဲ့ဝယ်နေတာဖြစ်ကြောင်းစိတ်လှုပ်ရှားစွာပြောပါတယ်။သူကကျွန်တော်ကိုဒါကိုရောင်းခိုင်းတာလားလို့မေးပါတယ်။သူ့မျက်လုံးတွေကကြည်ညိုမှုကိုမြင်လိုက်ရတော့ကျွန်တော်လည်းသူ့ပခုံးကိုပုတ်ပြီးအပေးအယူတစ်ခုလုပ်လိုက်ပါတယ်။ဒီအပိုင်းအစာကိုဦးလေးကိုပေးမယ်။ဦးလေးတွားရောင်းလိုက်ကျွန်တော်ကနည်းနည်းပဲယူမယ်။ကျန်တဲ့အမျက်ငွေအကုန်လုံးဦးလေးယူလို့ပြောလိုက်ပါတယ်။ ကြောက်ကန်းကနားကြမှားသလားလို့အံ့ဩသွားပြီးသူ့မျက်နှာကပျော်ရွှင်မှုကနေတန်တရားကိုပြောင်းသွားပါတယ်ကျွန်တော်ကဆက်ပြီးရလာတဲ့ငွေကိုကျွန်တော်ကိုဓာတ်ရိုက်ပေးစရာမလိုဘူးဦးလေးရဲ့လူနာရှင်တငယ်ချင်းညီစီကနေဒီလိုပစ္စည်းတွေကိုဝယ်ပေးစီခြင်းတယ်ဘလောက်နဲ့ဝယ်မလဲဆိုတာကျွန်တော်ယူမဆိုင်ဘူးကျွန်တော်ကတော့ပစ္စည်းတစ်ခုကို900နှုန်းနဲ့ပြန်ယူမယ်လို့ပြောလိုက်ပါတယ်ဒါကနှစ်ခုပေါင်း900မဟုတ်ပဲတစ်ခုချင်းစီကို900ပြီးမှာပါ ကြောက်ကန်းရဲ့အုံနောက်ကမြန်မြန်ဆန်ဆန်တွက်ချက်လိုက်ပါတယ်ဒါကတကယ့်ကိုငွေဆက်ကြီးပါပဲ900အောက်နဲ့သာဝယ်နိုင်ရင်သူကအမျက်တွေအများကြီးရမှာပါဒါပေမဲ့သူကတခုခုမမှန်ဘူးဆိုတာခံစားမိလိုက်ပါတယ်ဒီလောက်ကောင်းတဲ့အခွင့်အရေးကကဘာပေါ်မှာမရှိနိုင်ပါဘူးဒီလူငယ်ကဘာကိုလိုချင်တာလဲလို့သူကမေးပါတယ်ကြောက်ကန်းရဲ့အတန်ကတုံ့ရီနေပါတယ်ညီလေးမှာတခုခုတောင်းဆိုစရာရှိမှာပေါ့လို့သူကပြောပါတယ်ညံကောင်းတဲ့လူနဲ့စကားပြောရတာတကယ်ကိုတတ်တာပါတယ်ကျွန်တော်ကဦးလေးကိုအခွင့်အရေးပေးတာပါကျွန်တော်တောင်းဆိုချက်ကယူရှင်းပါတယ်ပထမအနေနဲ့ဦးလေးဒီပစ္စည်းတွေကိုဘလောက်နဲ့ရောင်းရောင်းဘလို့ပဲဝယ်ဝယ်ကျွန်တော်အကြောင်းကိုလုံးဝမပြောပါနဲ့ကျွန်တော်မရှိခဲ့တယ်လို့ပဲနေပေးပါဦးလေးကကိုယ်ပိုင်အယောင်အဝယ်နေပေတစ်ခုတီဆောက်ရမှာပါလို့ကျွန်တော်ပြောလိုက်ပါတယ်ကြောက်ကန်းစိတ်ထဲလီးသွားပါတယ်ဒါကအမြင့်ဆုံးလျှို့ဝှက်ချက်တစ်ခုပဲကျွန်တော်ကကိုဖုံးကွယ်ထားခြင်းလားပေါ့တနည်းအားဖြင့်ပြောရင်ကြောက်ကန်းကအရှိထွက်ပေးရတဲ့လူယုံတော်ဖြစ်သွားတာပါအမျက်ဒီအများကြီးရဖို့ကစွန့်စားမှုလည်းရှိရမှာပါပြီးတော့ကျွန်တော်သူ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးဒုတိယအချက်ကတော့အတုတွေပါလာရင်ဦးလေးပဲတာဝန်ယူရမှာပါဒါကြောင့်လူရွေးတဲ့အခါမျက်စိရှင်းရှင်းထားပါကျွန်တော်လိုချင်တာကစွမ်းဆောင်ရည်တည်ငြိမ်မှုနဲ့အဆက်မပြတ်ရနေဖို့ပဲမလုပ်ချင်ရင်လည်းရပါတယ်ဒီပစ္စည်းနှစ်ခုကိုကျွန်တော်1000နဲ့ဝယ်ပြီးအဆက်သွယ်ဖြတ်လိုက်မယ်ဦးလေးပါသာယူပါလို့ပြောလိုက်ပါတယ် အခန်းထဲမှာကြောက်ကန်းရဲ့ပြင်းထန်တဲ့အသက်ရှူတမ်းတွေပဲကြံ့မာတော့တယ်ဒီလူငယ်ရဲ့ဖိအားကတကယ့်ကိုပြင်းထန်လုံးပါတယ်အန်ဒီရဲ့များတဲ့လမ်းကိုရွေးမလားဒါမှမဟုတ်ခဏတာအေးချမ်းမှုကိုပဲရွေးမလားဒါပေမဲ့သူကစီးဖို့အတွက်လူတကာကိုခေါင်းငုံတောင်းပန်နေရတဲ့ဘဝကိုမပြန်ကျင်တော့ပါဘူးအန်ဒီရဲ့များပြီမယ်ဒါကပဲသူ့သမီးအတွက်မျှော်လင့်ချက်ဖြစ်ပြီးသူ့ရဲ့တစ်ခုတည်းသောအခွင့်အရေးပါပဲကြောက်ကန်းကတွားကြည့်ပြီးကျွန်တော်လုံမယ်စိတ်ချပါလို့ပြောလိုက်ပါတယ်သူကအရင်ကုမ္ပဏီမှာလူပေါင်းယာချီကိုအုပ်ချုပ်ခဲ့ဘူးတာမို့ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်သူရင်ဆိုင်နိုင်ပါတယ်လို့ကတိပေးပါတယ်အဲ့ဒီနောက်ကျွန်တော်ကြည်နက်စွာနဲ့ပစ္စည်းနှစ်ခုကိုတင်လိုက်ပြီးမဲ့ space ကိုတော့မသုံးခဲ့ပါဘူးလူဆိုတာကြိုတင်ကာကွယ်ရတာကိုအပိုင်းအစကိုပေးခဲ့ပြီးနောက်ကြောက်ကန်းအိမ်ကနေကျွန်တော်ထွက်လာခဲ့ပါတယ်ဒါပေမဲ့အိမ်ယာကနေထွက်လာတဲ့အခါမှာတော့ထူးဆန်းတဲ့ခံစားချက်တစ်ခုရလိုက်ပါတယ်တစုံတစ်ယောက်ကကျွန်တော်ကိုအမှောင်ထဲကနေချောင်းကြည့်နေတယ်လို့ပါပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ကသွေးရင်းမြစ်တွေကြောင့်တန်မာလာပြီးအာယုံခံစားမှုတွေကလည်းထက်မြက်နေပါတယ်
ကံကြမ္မာနာယီရဲ့ခံစားချက်အရာဒါကအလိုလိုဖြစ်လာတဲ့ခံစားချက်မဟုတ်ပါဘူးပြီးတော့ store ဆိုင်မှာပစ္စည်းတချို့ဝယ်ပြီးလူသူကင်းမဲ့တဲ့တောဆက်ဘက်ကိုကျွန်တော်တမင်လမ်းလျှောက်သွားခဲ့ပါတယ်လူသူမရှိတဲ့နေရာရောက်တော့ကျွန်တော်ရက်လိုက်ပြီးတလန်းလုံးလိုက်လာတာမမောဘူးလားလို့မေးလိုက်ပါတယ်ခြုံပုတ်ထဲကနေလူတချို့ထွက်လာပြီးကျွန်တော်ကိုဝိုင်းလိုက်ပါတယ်လူ10ယောက်ကျော်လောက်ကဓာတ်တွေနဲ့ဝိုင်းထားတဲ့အချိန်မှာပဲကားဖရိတ်အုပ်တန်ကြီးတစ်ခုကြားလိုက်ရပါတယ် အနက်ရောင်ကားတစ်စီးပေါ်ကနေအနီရောင်တောက်မြင့်ဖက်နဲ့စီးထားတဲ့အမျိုးသမီးတစ်ယောက်ဆင်းလာပါတယ်သူမကတော့ရှာဝေဝေပါပဲဒီနေ့သူမကမိတ်ကပ်တွေအထူကြီးလိမ့်ထားပေမဲ့ပါးပေါ်ကလက်ဝေရာတွေကိုတော့မဖုံးနိုင်ပါဘူးမမျော်လင့်ထားဘူးမဟုတ်လားမနေ့ကလမ်းပေါ်မှာမင်းတော်တော်ဟန်ကျနေတာပဲလို့သူမကမုန်းတီးမှုတွေနဲ့ပြောလိုက်ပါတယ်ကျွန်တော်ကတော့စိတ်ပြတ်တဲ့မျက်နှာနဲ့အမှန်တရားမျက်လုံးကိုသုံးပြီးသူတို့စီကပစ္စည်းတွေကိုကြည့်လိုက်ပါတယ်အားလုံးကအသုံးမကျတဲ့အမှိုက်တွေကြီးပါပဲအဖြူရောင်ပစ္စည်းတွေနဲ့လာကြွားနေတာပေါ့ အားလုံးထဲမှာအားအကောင်းဆုံးကခေါင်းဆောင်လုပ်တဲ့မျက်နှာမှာအမာရွတ်တဲ့လူပဲဖြစ်ပြီးသူကအစိမ်းရောင်အရည်သွေးရှိတဲ့လက်ပတ်ကိုဝတ်ထားပါတယ်သူကကျွန်တော်ကိုမထီမဲမင်းကြည့်ရင်ဓာတ်နဲ့ခုတ်ချလိုက်ပါတယ်သူကကျွန်တော်ကရှောင်မှာမဟုတ်ဘူးလို့ထင်နေပုံပါပဲဒီကောင်ကငါဓာတ်ကိုတဲ့တဲ့ခံချင်တာလားနွားတစ်ကောင်တော့နှစ်ပိုင်းပြက်သွားစေရမယ်လို့သူကတွေးနေပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့သူ့အပြုံးကြီးအေးခဲသွားပါတယ်ကျွန်တော်ကမျက်တောင်တော့မခတ်ပဲလက်ချောင်းနှစ်ချောင်းနဲ့သူ့ဓာတ်ကိုညှက်ဖမ်းလိုက်ပါတယ်တကွင်းလုံးတိတ်ဆိတ်သွားပါတယ် အမာရွတ်တဲ့လူကဘာဖြစ်သွားမှမသိခင်မှာပဲကျွန်တော်ကသူ့ကိုကန်ထုတ်လိုက်လို့သူ့လွင့်ထွက်သွားပြီးရင်ပတ်အယိုးတွေအကုန်ကျိုးသွားပါတယ်တစ်ချက်ဖဲနဲ့တင်အလဲထိုးလိုက်တာပါခုနကတည်းဟန်ကျနေတဲ့လူတွေအကုန်လုံးလန့်ဖြတ်သွားကြပါတယ်လက်သီးတစ်ချက်ထဲနဲ့တင်အမာရွတ်ကောင်တေသွားတာကိုစပင်ဝါနဲ့လူကအရင်ဆုံးတတိဝင်လာပြီးထွက်ပြေးဖို့ပြင်ပါတယ်ဒါပေမဲ့ကျွန်တော်အတန်ကသူ့နားထဲမှာမြည်လာပါတယ်ပြေးချင်လို့လားဆိုပြီးတော့ပေါ့ကျွန်တော်ကသူ့ရှိမှအရေးတစ်ခုလိုရောက်သွားပြီးသူ့ရင်ဘတ်မှာတွေးပေါက်ကြီးတစ်ခုဖြစ်သွားပါတယ်ဝိညာဉ်ဓာတ်ရေးကြီးထွားမှုက921ကိုရောက်သွားပါပြီကြံတဲ့လူတွေလည်းလန့်ဖြတ်ပြီးထွက်ပြေးကြပါတယ်ဒါကတိုက်ပွဲမဟုတ်ပဲလူတပွဲကြီးဖြစ်နေတာကိုကျွန်တော်ကတီမင်းတယောက်လိုပဲသူတို့ကိုတယောက်ပြီးတယောက်ရှင်းလင်းလိုက်ပါတယ်နောက်ဆုံးကြံတဲ့လူတယောက်ကတော့ကြောက်လုံးလို့တေးပါထွက်ပြီးအသက်ချမ်းသာပေးဖို့တောင်းပန်နေပါတယ်ကျွန်တော်ကအေးဆက်ဆက်နဲ့သူတို့အဖွဲ့အစည်းရဲ့အခြေစိုက်စခန်းကိုမေးလိုက်ပါတယ်ရှီဝီဝီကအထက်တန်းလွာကရန်အမျိုးသမီးစီမှာခိုးလုံနေတာဖြစ်ပြီးသူတို့ရဲ့သတင်းကိုညက်ကအရန်ကောင်းလို့ကျွန်တော်ကိုရှာတွေ့တာဖြစ်ကြောင်းသူကအကုန်ပြောပြပါတယ်ကျွန်တော်ကသူ့ကိုဝိညာဉ်ဓာတ်နဲ့ရှင်းပစ်လိုက်ပါတယ်အခုအဲ့ဒီနေရာမှာအသက်ရှင်ချမ်းသာရှာဝီဝီတယောက်ပဲရှိပါတော့တယ်သူမကကြောက်လန့်တကြားနဲ့ကြည်နေမိပါတယ်သူမမျက်စိထဲမှာအရန်အစွမ်းထက်တယ်လို့ထင်ရတဲ့လူတွေကကျွန်တော်လက်ထဲမှာမျက်ပင်တွေလိုလဲကျသွားတာကိုသူမရဲ့အုံနောက်ကရက်တန့်သွားတယ်လို့ပါပဲဒါကသူမအမြဲတမ်းနှိမ်ခဲ့တဲ့အောက်ခြေလူဒန်းစားမှာပဲနေရမယ်လို့သူမထင်ခဲ့တဲ့အမိုက်ကောင်ဆိုတာကိုသူမမယုံနိုင်အောင်ဖြစ်နေပါတယ်ကျွန်တော်ကသူမစီကိုတလှမ်းချင်းရှောက်သွားပါတယ်ရှောက်ဝေဝေကကြောက်လန့်တကြားနဲ့အော်ဟစ်ပြီးနောက်ကိုဆုတ်သွားပါတယ်သူမကငိုယိုရင်းထျံစင်ငါမားသွားပါတယ်ကျေးဇူးပြုပြီးအရင်တန်ရောစင်တွေကိုထောက်ပြီးတခါလောက်ခွင့်လွတ်ပေးပါနင်ခိုင်းတာအကုန်လုပ်ပါမယ်နင်ရီးစားအဖြစ်လည်းပြန်နေပေးပါမယ်လို့အရှက်မရှိတောင်းပန်နေပါတယ်သူမကငွေတွေပစ္စည်းတွေပေးမယ်လို့လည်းပြောနေပါတယ်ကျွန်တော်ကတော့သူမရှိမှအေးဆက်ဆက်ရက်နေပြီရှဝေဝေမနေ့ကလမ်းပေါ်မှာနင်ငါ့ကိုဘလို့လှုပ်ခဲ့လဲမှတ်မိသေးလားလို့မေးလိုက်ပါတယ်သူမတစ်ခုလုံးတုံသွားပါတယ်ကျွန်တော်ကခြေထောက်ကိုဆန့်ထုတ်လိုက်တော့သူမကဒါကအရှက်ရစရာဖြစ်ပေမဲ့အသက်ရှင်ဖို့အတွက်ကျွန်တော်ခြေထောက်ကိုကင်မှုကြိုးစားပါတယ်ဒါပေမဲ့သူမနီးကပ်လာတဲ့အချိန်မှာပဲကျွန်တော်ကသူမရဲ့လက်မောင်းနှစ်ဖက်လုံးကိုနင်းချီပစ်လိုက်ပါတယ်နင်ကငါ့ကိုအတုံးချချင်တာလားဒါပေမဲ့ငါကတော့နင်ကိုယွန်းတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဝိညာဉ်ဓာတ်နဲ့သူမကိုတတ်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့ခံစားချက်တစ်ခုရလိုက်ပြန်ပါတယ်သူမရဲ့ခန္ဓာကိုယ်ကသွေးစက်တီဖြစ်သွားပြီးပျောက်ကွယ်သွားပါလေဒါကသွေးတိုင်းစွမ်းရည်တစ်ခုပါပဲဒုတိယအချိန်မြောက်လွတ်သွားပြန်ပါပြီကျွန်တော်လည်းဒေါသထွက်သွားပါတယ်သူတို့နှစ်ယောက်လုံးရဲ့သွေးတိုင်းစွမ်းရည်ကအတူတူပါပဲအဖွဲ့အစည်းတွေကရန်အမျိုးသမီးဆိုတာကအတော်လေးအရှိန်အဝါရှိပုံရပါတယ်အဲ့ဒီအမျိုးသမီးကပဲရှဝေဝေကိုဒီစွမ်းရည်ပေးထားတာဖြစ်နိုင်ပါတယ်ဒီအနက်ရောင်အရေးအဖွဲ့အစည်းကအမှောင်ထဲမှာတဖြည်းဖြည်းကြီးထွားလာနေတာပါသူတို့အင်အားမတောင့်တင်းခင်မှာပဲအမြင့်ပြတ်ချေမုန်းရပါမယ်ဒီနေ့အတွက်ပူဇော်မှုအခွင့်အရေး3ချိန်ကိုအရင်သုံးလိုက်ပြီးမှအဲ့ဒီစခန်းကိုကိုယ်တိုင်သွားဖျက်ဆီးပြင်မယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်ကျွန်တော်ကရလာတဲ့ပစ္စည်းတွေကိုသိမ်းလိုက်ပါတယ်
ဒါပေမဲ့ပစ္စည်းတစ်ခုကိုကင်လိုက်တဲ့အချိန်မှာပဲတကယ်ပညာရှင်တယောက်ရဲ့ချောင်းကြည့်ခြင်းကိုခံလိုက်ရပါတယ်ကျွန်တော်လည်းတပ်ဖြတ်လို့တဲ့စိတ်နဲ့အဲ့ဒီဘက်ကိုချက်ချင်းပြေးသွားလိုက်ပါတယ် ကျွန်တော်ကခဏလေးအတွင်းမှာပဲအဲ့ဒီနေရာကိုရောက်သွားပေမဲ့ဘယ်သူမှမရှိတော့ပဲခြေရအနှဲငယ်ပဲကျန်ခဲ့ပါတယ်ဒီလူကအယမ်းမြန်ပြီးတုံ့ပြန်မှုလည်းအယမ်းကောင်းပါတယ်ဒီလိုတိုက်ခိုက်ရေးအရေးသွေးမျိုးကအနက်ရောင်အရေးအဖွဲ့အစည်းကလူတွေမဟုတ်တာတော့သိကြပါတယ်ဒီဇလန်ကိုဒီမှာတင်ခဏနားပါမယ်နောက်ထပ်အပိုင်းဆက်လေးတွေကြည့်နိုင်ဖို့ subscribe လေးလုပ်ခဲ့ပါဦးနော်အားလုံးကို peace